နမောတတသုံးချိန်နဲ့စလိုက်မယ်နော်တင်ပါဖေးလားနမောတတဖာတဘဂဘဂဝဝတောတောအရဟအရတောဟတောသမ္မာသမ္မာသမ္ဗုသမ္ဗုဒ္ဓတ္တဒ္ဓတ္တနနမောမောတတတတ္တဘဂဝဘဂတောဝတောအရဟအရတောဟတောသမ္မာသမ္မာသမ္ဗုဒ္ဓသမ္တ္တဗုဒ္ဓတ္တနမောနမောတတတတ္တဘဂဝဘဂဝတောတောအရအရဟဟတောတောသမသမ္္မာမာသမ္ဗုဒ္ဓသမ္ဗုတ္တဒ္ဓတ္တဒီမှာပြီးတော့မှဖြေထား ဩကစက်ပထမတစ်စစ်မဲ့ဖြေတာအောင်ပါတယ်ဖေးရอ๋อတဆင်းအောင်သွားပြီပေါ့တင်ပါဖေးရอืมအာနောက်နေ့အခုဒီနေ့ဒုတိယဆင့်ဖြစ်မယ်ပေါ့ဒါနှစ်ဆင့်အဲ့ဒါလုံးဖြစ်မယ်ကိုဘောဓိပက္ခိယနဲ့နှစ်ခုဆိုတော့ဩဖြေဘောဓိပက္ခိယကိုပိုင်နေထင်3 လပိုင်းလောက်ကိုဘောဓိပက္ခိယရတယ်ထင်တော့2 လပိုင်းကိုတင်လိုက်မယ်ပေါ့နော်ဟုတ်ဒုတိယအဆင့်ကိုမရဘူးထင်ဒါပေမဲ့12 လပိုင်းဆိုတော့ဘောဓိပက္ခိယပြီးမှတော့ဖြေရပါတယ်ဖေးရอืมအာမကပ်ပါဘူးအဲ့ဒီဟာလေးတွေကအာမကပ်ဆိုတာလေဦးစင်းအနေနဲ့ပြောမှာမဟုတ်ပါဘူးပုံမှန်သဘောလေးတွေတခြားနားလည်သွားရစေဒါလေးကလည်းအထောက်အကူဖြစ်မှာပါဦးစင်းအခုတင်တဲ့ဟာလေးတွေရတယ်တင်သဘောပါဖေးရတရားရေးရတော့အထောက်အကူဖြစ်မှာပါတပည့်တော်မှညံ့လို့တချို့ဆို30လုံးတောင်ဖြေတာပါတပည့်တော်မှじゃညံ့မှမီလို့ อืมဒါတော့ပြောခဲ့ပြီးသားပါပဲဟိုအဆောင်ဝဲဆိုတာလည်းအစားတော့ဟိုအကောင်းမှုကျင်းပကြတာပေါ့နော်နောက်ပိုင်းကျတော့အဲနောက်ပိုင်းမှမဟုတ်ပါဘူးရတဲ့လူလည်းရတော့မရလူလည်းမရပါဘူးဒီစောင်းဝဲဖြည့်ဆိုရခြင်းအနှစ်သာရစောင်းဝဲဖြည့်ဆိုရခြင်းအနှစ်သာရဆိုတာလေဒီဗိဓမာသင်ယူရခြင်းရဲ့အနှစ်သာရအဓိကဥတီချက်အဲ့ဒါတွေကပျောက်ကုန်တတ်တယ်လေတင်ပါဖေအဲ့ဒါမပြောင်းပြီးရပဲအဲ့ဒါမပြောင်းပြီးရပဲဟိုဘာမှတင်မအောင်လဲကိုဒီအနှစ်သာရကိုရယူပြီးတော့အကျိုးရှိအောင်မြတ်ထွက်အောင်သုံးချနိုင်တယ်ဆိုရင်ဒါကိုမြတ်တာပဲဒီနော်အကျိုးတင်ပါဖေရှိရတယ်အဲ့လိုပြီးတော့စိတ်သက်ခိုင်မာလို့လို့ပေါ့လောကကြီးကကြတော့ပတ်ဝန်းကျင်ရဲ့ပတ်ဝန်းကျင်ကဒီလူကကိုယ်ထက်တစ်လက်မလောက်ရှည်သွားရင်ကိုလူစိတ်ကမနေတတ်တော့တာလေတော်များဒါကောင်းတဲ့နေရာမှာဖြစ်ဖြစ်ဆိုးတဲ့နေရာမှာဖြစ်ဖြစ်လေအဲကိုယ်စိတ်နဲ့ကိုယ်နေတတ်ဖို့တော်တော်အရေးကြီးတယ်တင်ပါဖေဟိုပြီးခဲ့တဲ့ record တွေပြန်ကြည့်ဖြစ်လားဒီကမိုင်းရကော်ရီကဖုံဖုံဖေအောင်ဒီဘယ်လိုပြောအောင်လို့ဆိုဟိုလင့်နဲ့ကဝင်းမရဘူးမဝင်တတ်ဘူးဟုတ်လားတင်ပါဖေအော်အဲ့လိုဖြစ်နေရလားအဲ့ကြောင့်တပည့်တော်မလေးဗုဒ္ဓဖူးနဲ့စနေကဖုံဖုံတယ်မဝင်ပြတော့တပည့်တော်မအဲ့ကြောင့်စားလေးတစ်ခါလေးအလှမ်းဝေးနေမှာကြောက်ဩဟွန်းဒါကဟိုတနေ့ကတင်တဲ့ဒီစကုဝိညာဏဝီထီကိုဒီကမိုင်းမိလိုက်လားမမီလိုက်ဘူးဒါမမိလိုက်ဘူးဒိုင်းလေဗုဒ္ဓလူဖူးနဲ့ကြီးတွေစနေဆိုမတက်အောင်တနင်္ဂနွေနေ့တရက်ပဲလုံးလုံးတက်ဟာဒိုင်းမမိလိုက်ဘူးပေါ့တင်ပါဖေအဲဒါကဒါကဦးဇင်းတို့မြင်တဲ့အခါမှာဖြစ်တဲ့စိတ်အစဉ်အတန်းပေါ့ဝီထိပေါ့နော်အစဉ်အတန်းကိုခေါ်တာပေါ့လေ process လို့ခေါ်တာပေါ့အဲ့ဒီအစဉ်အတန်းကြီးတစ်ခုဦးဇင်းတို့မြင်လိုက်အခုဦးဇင်းမြတ်အတန်ကိုကြားတယ်ဆိုရင်ကြားတဲ့စိတ်လေးတစ်မျိုးဖြစ်တတ်မှုပဲねအစဉ်အတန်းတစ်ခုဖြစ်ပြီးမှဒီဇောတွေနေရာကိုရောက်မှဦးဇင်းတို့ရဲ့ကုသိုလ်အကုသိုလ်ဆိုတဲ့အရာလေးတွေကဖြစ်လေဖြစ်တာရှိတာဒါဆိုရင်သူ့ရဲ့အဲ့ရှေ့မှာဖြစ်တဲ့အရာတွေပေါ့ဒီဒါဆိုမြင်တဲ့အရာကိုဦးဇင်းတို့မူတည်ပြီးထားတာပေါ့နော်မြင်တဲ့အရာကိုဦးဇင်းတို့ကမြင်တဲ့အရာကိုမူတည်ပြီးတော့ဒါဆိုရင်အဲ့ဒီမြင်လာတယ်မြင်တဲ့အခါမှာဆိုအဲ့အလင်းရောင်ကအဲ့ဒီအလင်းရောင်ကဦးဇင်းတို့စိတ်တွေကဒီဘဝင်ပေါ့နော်ပုံမှန်ဘာမှမလုပ်တဲ့အချိန်မှာဆိုရင်ဒီလိုဘဝင်စိတ်လို့ခေါ်တဲ့တာမန်စိတ်ကလေးတွေဖြစ်နေရဒီမြတ်တရားလည်းအိတ်တွေ့နေတော့အဲ့ကမှအရင်ကကြားလာပြီဆိုတော့မြင်တော့မှမြင်ရတော့မှဘုရားဒီဟိုနတ်လန်ဘုစီနာပင်စားတော့တာဝဇန်အဲ့လိုဒီဘဝင်အတိတ်ဘဝင်ဆိုတာတော့သူရဲ့တာမန်ဘဝင်ပေါ့လွန်သွားပြီဘဝင်ကဆလနာဆိုတာက
လှုပ်သွားတာပေါ့အာယုံအသစ်တစ်ခုရောက်လာလို့ပုံမှန်အာယုံကနေအာယုံအသစ်တစ်ခုရောက်လာလို့ပြီးရင်ဒီမှာကျတော့ဘဝင်ကပြတ်သွားတာပေါ့နော်ဘဝင်ကုပိစိတ်ဓာတ်လို့ခေါ်တယ်ဒီဘဝင်ကပြတ်သွားတာပြတ်ပြီးတော့ဒီမှာမိစ္ဆာရဝိဇ္ဇံလို့ခေါ်တယ်ပြတ်ပြီးနောက်ဒီစိတ်ကြသူ့အလောက်ကဒီစက္ခုအတွက်လားသောတာအတွက်လားပေါ့နော်အဲ့ဒါဘယ်နေရာအတွက်လဲဆိုတာအဲ့လိုစင်ကျင်ရတာမျိုးပေါ့နော်စင်ကျင်ပြီးတော့ပြုမှုဆောင်ပေးရတာမျိုးစက္ခုပြတ်တယ်စက္ခုပြင်တပတိဆိုင်ဆိုပြီးတော့ခုနအာယုံပဲလက်ခံတယ်စုံစမ်းတယ်ဆုံးဖြတ်တယ်ဒီလိုအလဲရဒီ၃ခုပေါ့ပြီးရင်အဲ့လိုပြီးရင်ဒီဇောဆိုတဲ့ဒီအရေးကြီးတဲ့အရာပေါ့နော်ဇောဆိုတဲ့အရာဒီရောက်လာတယ်စိတ်တွေကပြီးမဲ့တရားအောင်ဆိုပြီးတော့အဲဇောရဲ့အာယုံတိုင်းလိုက်ယူတယ်ဒီလိုဝိပတ်စိတ်တွေပေါ့အကျိုးတရားအကျိုးစိတ်တွေဟာအကျိုးစိတ်တွေရောက်လာတယ်ပေါ့အကျိုးစိတ်တွေဒီမှာရောက်လာတယ်ဒါကိုဦးဇင်းတို့ဒီမြင်တဲ့စက္ခုဝိညာဏဟုဒီစက္ခုမြင်တဲ့စိတ်ပေါ့နော်မြင်တဲ့စိတ်အတွက်ဖြစ်တဲ့ဝိထိမြင်တဲ့အခါတွေမှာတစ်ခုကိုမြင်လိုက်တဲ့အခါတွေမှာဖြစ်တဲ့ဝီထီလို့ဒါခေါ်တာပေါ့နော်မြင်တဲ့အခါဒီမှာတစ်ခုခုကိုမြင်လိုက်တဲ့အခါဒီမှာဖြစ်တဲ့ဝီထီလို့ခေါ်တယ်ပြီးတော့ဒါကြောင့်ခုနအပြင်ရဲ့အာယုံတစ်ခုခုကိုမြင်လိုက်တဲ့အခါမှာဖြစ်တဲ့ဦးဇင်းတို့ရဲ့ဝီထီပုံစံပေါ့နော်အဲ့ဝီထီပုံစံပြီးတော့အဲ့လိုမြင်လိုက်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကနေတစ်ခုခုကိုပြန်တွေးလိုက်တာမျိုးပေါ့နော်တယောက်ရဲ့အကြောင်းကိုအဝေးရလူတယောက်ရဲ့အကြောင်းကိုဖြစ်စေဒီပစ္စုပန်ဖြစ်မနေတာပေါ့နော်ပစ္စုပန်ဖြစ်မနေဆိုတာဒီအပြင်မှာမြင်ရတာမျိုးမဟုတ်စက္ခုတောတာဂါနဇိမ်မှာကာယဆိုတဲ့အဲ့လိုအရာတွေကြောင့်ရောက်လာတဲ့အာယုံမျိုးမဟုတ်ပဲねကိုယ့်ရဲ့စိတ်ကပဲပုံဖော်လိုက်တဲ့အာယုံမျိုးကြောင့်ဖြစ်လာတဲ့ဝီထီမျိုးပေါ့နော်တနည်းအားဘာကြောင့်တွေးမလဲလူကြောင့်တွေးမှလားကားကြောင့်တွေးမှလားအိမ်ကြောင့်တွေးမှလားဟိုအနောက်နိုင်ငံကလူပြောင်းကြောင့်လမ်းတွေးလိုက်မှလားအဲ့လိုတွေးလိုက်တဲ့အခါမှာဆိုရင်အဲ့ဒီအာယုံပေါ့နော်သူကြတော့ဓမ္မာယုံလို့ခေါ်တာပေါ့ဒီတရားတွေကနေအာယုံအနေနဲ့လာတယ်ပေါ့အဲ့အာယုံအနေနဲ့ရောက်လာပြီဆိုတဲ့အခါမှာဦးဇင်းတို့တာမန်ဘဝင်စိတ်ဆိုတာလေးတွေကဦးဇင်းတို့ဘဝမှာအဆက်မပြတ်အမြဲတမ်းဖြစ်နေတာပေါ့နော်ဘဝင်စိတ်ဆိုတာဦးဇင်းတို့ဘဝမှာအဆက်မပြတ်ဖြစ်နေတဲ့စိတ်မျိုးကိုဘဝင်စိတ်လို့ခေါ်တာပေါ့အဲ့ဒီစိတ်ကိုဘဝင်စိတ်ဦးဇင်းတို့ဘဝမှာအဆက်မပြတ်ဖြစ်နေတဲ့စိတ်ကိုဘဝင်စိတ်လို့ခေါ်တယ်အဲ့ဒီဘဝင်စိတ်ကသူ့တိုင်းနဲ့နေနေတာကိုဦးဇင်းတို့ကအဲ့ဒီဘဝင်စိတ်တွေအာယုံဆိုတာစိတ်တိုင်းကအာယုံတစ်ခုခုရှိတယ်ဘယ်စိတ်မဆိုလေ तू ကအာယုံတစ်ခုခုကိုအမြဲတမ်းပြုနေတယ်ဒီစက္ခုဝိညာဉ်ဆိုရင်မြင်တတ်တဲ့စိတ်ပေါ့ဒီအရင်အတိုင်းပြန်မယ်ဆိုဦးဇင်းတို့ဒီမျက်လုံးကြီးကဒီဟိုကရိယာမျိုးစိတ်မဟုတ်ဘူးဦးဇင်းတို့ဒီအုံနောက်နေရပါမြင်တဲ့စိတ်ကလည်းရှိတယ်သူကဒီစိတ်စက္ခုဝိညာဏလို့ခေါ်တာပေါ့အဲ့ဒီစိတ်ကလည်းသူ့ရဲ့အာယုံကဒီရူပါယုံဆိုတဲ့ဒီမြင်နေရတဲ့ဒီအလင်းရောင်အလင်းတက်ပေါ့နော်အစင်းပေါ့နော်အဲ့ဒါကိုဝဏ္ဏဆိုတဲ့အဲ့လိုအစင်းရူပဝဏ္ဏအဲ့လိုအရာတွေကိုအာယုံပြုတာပေါ့သူဘဲစိတ်မဆိုတောတာဆိုတဲ့ဒီမြင်ကြားတဲ့စိတ်ကလည်းအတန်ကိုအာယုံပြုတာပေါ့သူ့အာယုံကိုယ်စီစိတ်တိုင်းမှာရှိကြတယ်ပေါ့အာယုံချင်းမတူပြောချင်တာဒီဘဝင်ဦးဇင်းတို့ဘဝမှာအမြဲမပြတ်ဖြစ်နေတဲ့ဘဝင်ဆိုတဲ့စိတ်တွေကလည်းဦးဇင်းတို့ဘဝမှာအမြဲမပြတ်ဖြစ်နေတဲ့ဘဝင်ဆိုတဲ့စိတ်တွေကလည်းသူတို့အာယုံကကြတော့အာယုံတစ်ခုပေါ့နော်ဟိုအရင်ဘဝကဒီဘဝမဟုတ်ဘဲနဲ့ဟိုအရင်ဘဝကတေဂန်နီးမှာအာယုံပြုခဲ့တဲ့ကံဝနိမိတ်ဂတိနိမိတ်လို့ခေါ်တဲ့အာယုံကိုသူကပြန်ဆွဲပြီးတော့အာယုံပြုနေတာတဲ့သူရဲ့တပွားဒီဘဝင်စိတ်တွေကကျတော့အိတ်တဲ့အချိန်တွေမှာလည်းဖြစ်နေတာပဲအမြဲတမ်းဖြစ်နေတာသူကတပွားလုံးဆက်ပြီးတာပေါ့ဒီလိုတာမန်တိစိတ်ပုံမှန်စိတ်တွေကိုတိစိတ်လို့ခေါ်တယ်ဘဝင်စိတ်လို့ကျတော့မတိစိတ်လို့ခေါ်တာပေါ့တိစိတ်တွေမဖြစ်နိုင်ခင်မှာသူကမတိစိတ်အနေနဲ့ဦးဇင်းတို့ဘောဟာယူဆက်ပြီးထားတဲ့သဘောမျိုးပေါ့ဦးဇင်းတို့ရဲ့စိတ်အစဉ်အဲ့တော့အဲ့လိုအာယုံပြုနေလို့ကောင်းနေတဲ့ဟာကိုဂျားထဲမှာကိုကဒီလူတယောက်အကြောင်းကိုတွေးတဲ့အတွေးတစ်ခုအတွက်ဝီတီဖြစ်တော့မယ်ဆိုရင်ဒီဘဝင်တွေကအာယုံတစ်မျိုးပြောင်းတော့မှာဖြစ်တဲ့အတွက်ဒီလူဆိုလူအာယုံပြောင်းတော့မှာဖြစ်တဲ့အတွက်ရှေးဘဝအရင်သူပြုနေကြအာယုံကိုမပြုနိုင်မယ်နဲ့ဒီဘဝင်လေးကခါရမ်းပြီးတော့လှုပ်ရှားသွားတယ်အာယုံအသေးယူအောင်ဖြစ်တဲ့အတွက်ဒီမှာဆိုရင်ဘဝင်ကပြတ်ချသွားတယ်ပေါ့လေဒါဘဝင်ကပြတ်သွားတယ်ပေါ့ရှင်းမယ်ဘဝင်လှုပ်ပြီးတော့ကိုအားနေပြတ်သွားတယ်ပြတ်သွားပြီးတဲ့အခါမှာဒီမနောရတာဝဇန်လို့ခေါ်တယ်ဒါကဝီထီတိုင်းမှာပါတယ်ဒီစိတ်လေးကမနောရတာဝဇန်လို့ခေါ်တယ်သူကကြတော့ဒီစင်ကျင်တာပေါ့လေအာယုံဘယ်ဝီထီဘာမှဆိုသူကအရေးပါတယ်ပေါ့ဒီမနောရတာဝဇန်ဆိုတဲ့
စိတ်ကလေးပေါ့ဟိုးတစ်ဘက်ကတင်တယ်သူကအာဟိစိတ်ထဲမှာပါတယ်လေမနောဒွါရာဝဇန်ဆိုတဲ့စိတ်ပေါ့အဲ့ဒီမနောဒွါရာဝဇန်ဆိုတဲ့စိတ်ဖြစ်တယ်ဖြစ်ပြီးရင်ကျတော့သူကဇောခွန်နှစ်ချိန်ဆိုပြီးတော့အစဉ်လိုက်တဲ့1 2 3 4 5 6ခွန်ဆိုပြီးတော့အဲ့လိုဇောခွန်နှစ်ချိန်ဖြစ်တယ်ဖြစ်ပြီးရင်သူကတရားယုံနှစ်ချိန်ပေါ့ဒီမှာကျဝိပုဒ္ဒယုံဝိထိဆိုတာသူကဒီအာယုံကထင်ထင်ရှားရှားပေါ့နော်ထင်ထင်ရှားရှားလူတယောက်ကြောင့်လှုပ်လိုက်တယ်ဆိုရင်ကိုနဲ့ရင်းနှီးလို့အမေဖေလို့ပုံကူတဲ့မျက်နှာဆိုရှင်းရှင်းလင်းလင်းပေါ်လာတယ်ပေါ့နော်အဲ့လိုအာယုံထင်ရှားတဲ့အရာမျိုးပေါ့အဲ့လိုအာယုံထင်ရှားရဆိုရင်ဘာဖြစ်လဲဆိုရင်သူကတရားယုံလို့ခေါ်တယ်ဒီကောင်လေးပါတယ်တရားယုံလို့ခေါ်တယ်ဒီဇောရဲ့အာယုံကိုအာယုံပြုတ်တတ်တဲ့ဝိပဿနာတစ်မျိုးကဖြစ်ပြီးတော့တရားယုံနှစ်ကြိမ်ကြတယ်ပေါ့တရားယုံနှစ်ကြိမ်ကြတယ်အဲ့တော့ဒီဒါတော့မနောဒွါရဝိဘူတယုံဝိဘူတဆိုတာထင်ရှားတာပေါ့နော်ဝိဘူတဆိုတာထင်ရှားတာအဲ့ဒါကိုမနောဒွါရဝိဇ္ဇံဇောခုနှစ်ကြိမ်တရားယုံနှစ်ကြိမ်ပေါ့ရှင်မြင်ဘွင်္ဂသရဏဘွင်ကုပ္ပစေတာမနောဒွါရဝိဇ္ဇံဇောခုနှစ်ကြိမ်တရားယုံနှစ်ကြိမ်ဆိုပြီးတော့ဦးဇင်းတို့ဒီမနောဒွါရကာမဇောဝါဒဝိဘူတယုံဝိထိဆိုတာကြီးကဖြစ်လာရတယ်ပေါ့လေဝိဘူတယုံဝိထိဆိုတာကြီးကဖြစ်လာတယ်ဒါထင်ရှားတာပေါ့နော်ထင်ရှားအတွေးမှာကိုထင်ရှားခြင်းမထင်ရှားခြင်းနှစ်မျိုးရှိတယ်ကိုတစ်ခါလောက်ပဲစုံမှုရဲ့လူကိုပြန်ဆင်းလိုက်တဲ့အခါမှာမျက်နှာမသိမကွဲပေါ်နေတဲ့အခါမျိုးရှိတတ်တယ်အဲ့လိုအရာကြီးကြတော့အခုပြမယ်ဝီထီပေါ့အဲ့လိုအရာကြီးကြတော့အခုပြမယ်ဝီထီပေါ့သူကကြတော့ဒီဘာထူးခြားလဲဆိုတော့ရှေ့နဲ့ဘာထူးခြားလဲဆိုတော့တရားယုံမပါတော့သူကကြတော့အာဝိဘူတယုံမထင်ရှားဘူးပေါ့နော်အာရုံနေမထင်ရှားဘူးပေါ့တရားယုံဆိုတဲ့အရာမပါတော့ဘဲနဲ့ဘွင်္ဂဆလနာဘွင်ကုပ္ပစေတာနောဒရဝဇံဇောခုနှစ်ချိန်ဘဝင်အဲ့လိုပေါ့နော်ဘဝင်ဆိုတာဝီထီတဝီထီပြီးသွားတိုင်းမှာဘဝင်တွေကဂျားထဲမှာအများကြီးပါတယ်ပေါ့ဦးဇင်းတို့ကဒီတစ်စက္ကန့်လောက်မှာစိတ်တွေကဂတိတသိန်းအဲ့လောက်ဖြစ်နေတာ哦ဒီစိတ်တွေရဲ့သဘောတရားပါအဲ့တော့အမြဲတမ်းစက္ကန့်တိုင်းမှာဒီလူထီပေါင်းမြောင်များစွာအများကြီးတိမ့်တန်းကြည်အဲ့လိုပေါ့နော်အဲ့လောက်ကြီးဖြစ်နေတာပေါ့ဦးဇင်းတို့စိတ်တွေကလေစိတ်တွေကအများကြီးဖြစ်နေတာအဲ့လိုဖြစ်တဲ့အခါမှာတိစိတ်နဲ့မတိစိတ်မှာဆိုရင်ဒါတိစိတ်ပေါ့နော်ဒီလိုတိစိတ်ဟာလေးတွေမဖြစ်ဘူးဆိုပြီးတော့အဲ့လိုဂျားတစ်ခုတိုင်းမှာတိစိတ်ဝီထီရဲ့ဂျားတစ်ခုတိုင်းမှာဆိုရင်အဲ့လိုမတိစိတ်ဘဝင်အစဉ်တိုင်းရအမြဲတမ်းဖြစ်နေတာဘဝင်စဉ်တိုင်းရအမြဲတမ်းဖြစ်ပေးနေရတယ်ပေါ့ဦးဇင်းတို့စိတ်ထဲမှာဆိုရင်အဲ့တော့ကာမဇောနောဒရာဝိဘူတယုံဝီထီလို့ပြောဝီထီဆိုတာအစဉ်တောင်းပြောတာကာမဇောမနောဒရာအာဝိဘူတယုံဝီထီရတာအာဝိဘူတယုံဝီထီမထင်ရှားတဲ့အာယုံပေါ့နော်မထင်ရှားတဲ့အာယုံမှာဖြစ်လာတာအဲ့လောက်ဆိုတာတွေကရှင်းတယ်ပြီးရင်ဦးဇင်းတို့ဒီအာယုံပြည့်တဲ့အခါမှာခုနကဒီစက္ခုဝီထီပဲဆိုပါလို့ဒီစက္ခုဝီထီမှာဆိုရင်ဒီကအသေးစိတ်တွေကတော့ဦးဇင်းဟိုးလည်းပဲပြောခဲ့ပြီးသားဆိုအသေးစိတ်ပြောဒါစက္ခုဝီထီဖြစ်တယ်နော်ဒီအလင်းအာယုံအစင်းပေါ့နော်မြင်တယ်ဒီမှာတာမန်ပဲမြင်တယ်လို့ပဲပြောခဲ့တယ်အဲ့မြင်တယ်ဆိုတဲ့အခါမှာဦးဇင်းတို့ကဒီမြင်တဲ့အာယုံကိုပွဲသားမယ်လှပကိုမြင်တာလားဖယားရှင်လို့နတ်ဒီဝဒရေလို့တအားလှပနေတဲ့ပုံကိုယ်တွေလားတာမန်လူသားတယောက်လူသားမင်းကလေးလှပတယ်လို့တာမန်လှပယုံလားနှမျိုးရှိသွားပြီပြီးရင်နောက်တစ်ခုကကြတော့အလွန်ရုပ်ဆိုးတဲ့အာယုံမျိုးပေါ့နော်ဘလူးတို့လို့တရေတို့လို့ပြိတ္တာတို့လို့အဲ့လိုအာယုံမျိုးလာပေါ့ဒါသုံးမျိုးသုံးစားခွဲလို့ရတယ်ပထမဆုံးတအားလှပတဲ့အာယုံကြတော့အတိအိဋ္ဌာယုံလို့ခေါ်တယ်အလိုရှိရဲ့နှစ်သက်ကောင်းမြတ်တဲ့အာယုံအတိအိဋ္ဌာယုံလို့ခေါ်တယ်တာမန်လှပမှုပေါ့နော်လူတာမန်လောက်လှပတာပေါ့တာမန်လောက်လှပမှုကြတော့အိဋ္ဌာယုံအလိုရှိရဲ့အလိုရှိရုံပဲအိဋ္ဌမစ္ဆတာယုံလည်းခေါ်တယ်အိဋ္ဌအလိုရှိတယ်ဒါပေမဲ့အလေအလတ်ပဲမစ္ဆတာဆိုအလေကိုပြောတာမဇ္ဈိမလို့မစ္ဆတာလို့ဆိုတာအလေအလတ်ကိုပြောတာပေါ့အိဋ္ဌမစ္ဆတာယုံအဲ့လိုလည်းခေါ်တယ်နောက်ဆုံးတစ်ခုကြတော့အယုံဆိုးတဲ့အာယုံကြတော့အနိဋ္ဌာယုံလို့ခေါ်တယ်ဒါတော့လူတွေတော်များသုံးတယ်မြန်မာလူမျိုးတွေမသုံးတာအိဋ္ဌာယုံပဲမသုံးတာအနိဋ္ဌာယုံတော့တော်သုံးတယ်အနိဋ္ဌာယုံတွေပါညာရေးဆိုပြီးတော့အဲ့တော့အယုံဆိုးတဲ့အာယုံကိုအနိဋ္ဌာယုံလို့ခေါ်တယ်အဲ့ဒီအာယုံအလိုက်ဦးဇင်းတို့ဒီနားမှာဖြစ်တဲ့မေသရတာဝဇ္ဇစကုဝိညာဉ်တံပလိဆိုင်တဏိနာဟုတ်တော့အဲ့ဒါဖြစ်တဲ့စိတ်တွေကလည်းသူကကွဲသွားတယ်ပေါ့ဒီစိတ်တွေကများသောအားဖြင့်ဒါဝိပတ်စိတ်တွေပေါ့ဒီကောင်လေးရဲ့ကဝိပတ်စိတ်တွေပေါ့ဒါတော့ကရိယာပေါ့နော်ထားပါတော့ဒီဝိပတ်စိတ်တွေအကျိုးပေးမဲ့စိတ်တွေပေါ့အဲ့ဝိပတ်စိတ်တွေကအာယုံအလိုက်ကွဲသွားတယ်ဘယ်လိုကွဲလဲဆိုတော့အရင်ဘက်ကတင်တဲ့
ကုသလဝိပတ်နဲ့အကုသလဝိပတ်ဆိုပြီးနှစ်မျိုးရှိရလေကုသိုလ်တွေကြောင့်ဖြစ်ရတဲ့ဝိပတ်ကိုကုသလဝိပတ်ပေါ့နော်ရှေးဘဝကုသိုလ်ကံတွေရဖြစ်ဖြစ်အဲ့ကုသိုလ်ကံတွေဖြစ်ခြင်းလို့ဒီဘဝမှာအကျိုးပေးရတဲ့စိတ်ကိုကုသလဝိပတ်စိတ်လို့ခေါ်တယ်ဝိပါကဆိုတာအကျိုးပေးတာရှေးဘဝအကုသိုလ်တွေပြုခဲ့လို့ဒီဘဝမှာအကျိုးပေးတဲ့စိတ်ကိုအကုသလဝိပတ်လို့ခေါ်တယ်ဟုတ်ပြီအဲ့ကုသလဝိပတ်အကုသလဝိပတ်တွေကဒီလိုဝီထီမှာပေါ့နော်စကုဒွါရဝီကြီးသောတာဝိညာဏဝီကြီးမှာကြတော့ဘလို့ကွဲသွားမလဲဆိုအာယုံအလိုက်ကွဲသွားတယ်အဲ့တော့ထောက်ချင်အပြင်ဦးဇင်းတို့မြင်တဲ့အာယုံကကောင်းတဲ့အာယုံတွေမြင်တာများတယ်ဆိုရင်ဒါကိုကုသကံတွေကောင်းတယ်လို့ပဲအဲ့ဒါကြောင့်တချို့တွေကဒီတရေတွေပါတွေမြင်တယ်ဘာညာဆိုရင်နေကံနေနေလို့ဘာညာဆိုပြောတာရှိတာပေါ့နော်အဲဒီမှာဆိုရင်အနိဋ္ဌာယုသူတို့အနိဋ္ဌာယုဆိုတယ်မကောင်းတဲ့အာယုံပေါ့နော်ရံဖြစ်တာသွေးဆက်တန်ယုဖြစ်တာပျက်စီးတာကွဲကြေတာအဲ့ဒါတွေဖြစ်တယ်ဆိုရင်ဦးဇင်းတို့ကဒီဘလူစိတ်တွေဖြစ်လဲဆိုတော့ဒီမှာဆိုရင်အဲ့လိုအာယုံကစိုးတဲ့အာယုံလာတယ်ပေါ့နော်ဆိုရအောင်လာတယ်လာပြီးတော့ရှေ့ကဖြစ်ခဲ့လို့အတိတ်ဘဝင်ကားစရဏဘဝင်ကုဝိစေတာဆိုတော့ဒီဘဝင်တွေရဲ့ပုံမှန်လုပ်ငန်းစဉ်ဖြစ်တယ်ဘဝင်တွေရဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့ဖြစ်ပြီးဦးဇင်းတို့ကဒီဟာစက္ခုတောတာကာနာစဉ်ရောခံရစာရတော့အကုန်လုံးမှန်မှန်ပေါ့နော်ဒါထားမှာတော့ဒီမှာဦးဇင်းတို့တစ်ခုခုဖြစ်မယ်ပေါ့ဒီမှာဖြစ်တဲ့စက္ခုဝိညာဉ်စိတ်တောတာဝိညာဉ်စိတ်ကာနာဝိညာဉ်စိတ်ကာယဝိညာဉ်စိတ်တစ်ခုခုပေါ့နော်ပြိုင်မဖြစ်ဘူးနော်ဝိရိယသဘောတရားပြိုင်ပြီးဘယ်တော့မှဖြစ်ဘူးတစ်မျိုးစက္ခုဆိုစက္ခုပဲဖြစ်တာအဲ့တော့အဲ့ဒီစက္ခုကဒီလိုအနိဋ္ဌာယုံနေတပ္ပဒါဘိပနိဒအနိဋ္ဌေအာရမဏေအကုသလဝိပါကနေဝါဆိုတဲ့ဒီဘိဓမ္မထာသင်္ကပါဠိရှိရင်လေအဲ့ဒီမှာဆိုရင်သူကအကုသလဝိပတ်ပြင်စဝိညာဉ်လို့ခေါ်တာပေါ့ဒီနာဖြစ်မဲ့ဒီနာမှာဖြစ်မဲ့စက္ခုဝိညာဉ်ဖြစ်ဖြစ်သောတာဝိညာဉ်ဖြစ်ဖြစ်အဲ့ဒီစိတ်တွေကလေအကုသလဝိပတ်ဖြစ်နေတယ်အဲ့ဒီမြင်လာလို့ဆိုရင်ရှိဘဝအုပ်နဲ့အကျိုးဆက်ဟိုလုပ်နိုင်ရတာဒါပေမဲ့နေတာဒီစက္ခုတော်တာခန္ဓာစဉ်မှာကာယတွေကဒီအကုသလဝိပတ်ထဲမှာအကျုံးဝင်သွားတယ်အကုသလဝိပတ်စိတ်တွေဖြစ်မယ်ပြီးရင်တမ္ပတိဆိုင်တဏိနာနဲ့မေသဝိညာဏတမ္ပတိစတဏိနာသရမဏနိဆိုပြီးတော့ဒီတမ္ပတိဆိုင်စိတ်တဏိနာစိတ်တွေကလည်းအကုသိုလ်တွေပဲဖြစ်မှာအကုသလဝိပတ်မှာဆိုဥပိ္ပခာပဲရှိရပါဘောနိတမ္ပတိဆိုင်တဏိနာဆိုလည်းဥပိ္ပခာအကုသိုလ်အကုသလဝိပတ်ပဲဖြစ်မယ်တဲ့ပြီးရင်ဒီဘုံထောတော့ကရိယာမလို့ထားလိုက်တော့ပြီးရင်ဝိပတ်စိတ်တွေလိုက်ကြတယ်တရားယုံလို့ခေါ်တာပေါ့တရားယုံဆိုတော့လည်းသူဝိပတ်စိတ်ပဲသူကမာဝိပတ်စိတ်၈ပါးရဲ့တဏိနာစိတ်၃ပါးရဲ့ကဒီလိုနောက်ပိုင်းမှာနေရာသွားယူပြီးတော့တရားယုံဆိုတဲ့နာမည်နဲ့ဖြစ်တယ်အဲ့ဒီတရားယုံစတာပါပေါ့နော်အဲ့ဒီတရားယုံကလည်းအာကုသလဝိပတ်အနေနဲ့ပဲဖြစ်မယ်တဲ့အာကုသလဝိပတ်အနေနဲ့ပဲဆိုတော့ဦးဇင်းတို့ကအာကုသလဝိပတ်ဥပိ္ပခာတဏိရဏတရားယုံပေါ့နော်အဲ့ဒီတရားယုံပဲဒီနေရာမှာဖြစ်မယ်တဲ့အဓိကအာယုံနဲ့ခွဲတာပေါ့လေအာယုံနဲ့ခွဲတာပေါ့ဝိပတ်အမှန်ဇောအပြန်ဆိုတာအဲ့တော့ဥပိ္ပခာအာကုသလဝိပတ်ပဲဖြစ်မယ်အဲ့တော့ဒီနေရာမှာဆိုရင်ဒီဇောနေရာမှာကျတော့ကုသိုလ်ဖြစ်မှချင်လားအကုသိုလ်ဖြစ်ချင်လားဆိုရင်ဦးဇင်းတို့ကကိုယ့်အကူဆုံးဖြတ်ရတော့ဆုံးဖြတ်ရမှာကိုယ့်ရဲ့နှလုံးသွင်းကိုယ့်ရဲ့အလေးချင်းပေါ့နော်မြင်လိုက်တာချင်းဒီလိုတယောက်ကတော့ဒီဒေါသထွက်သွားတယ်စိတ်ပြတ်သွားတယ်တယောက်ကကြတော့ကုသိုလ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြတော့ကိုယ့်ရဲ့ဒီနှလုံးသွင်းယောနိသောမနတိကာရဆိုတဲ့အရာတွေနဲ့သက်ဆိုင်သွားမှာပေါ့ဒါလည်းအခြေသေးစိတ်ရှိမှအများကြီးပြောခဲ့ပြီဒါအနိဋ္ဌာယုံနဲ့ဒါကြတော့အိဋ္ဌမစ္ဆတာယုံနဲ့ဆိုင်လည်းသိရမှာအိဋ္ဌမစ္ဆတာယုံလို့ခေါ်တယ်အိဋ္ဌမစ္ဆတာယုံကကြတော့တာမန်ပေါ့နော်တာမန်ကောင်းမြတ်လှပတင့်တယ်တဲ့အယုံမဆိုးတဲ့အာယုံမျိုးပေါ့နော်ဒီအိဋ္ဌမစ္ဆတာယုံပေါ့သူ့အာယုံရောက်တယ်ဒီအတိတ်ဘဝင်ကိုရောက်တယ်ရောက်ပြီးတဲ့အခါမှာဒီပြင်စဝိညာဉ်ကြတော့အိဋ္ဌမစ္ဆတာဆိုကောင်းတဲ့အောင်ဖြစ်တဲ့အတွက်သူ့ကိုကုသဝိပတ်လို့ခေါ်တယ်ကုသလဝိပတ်ထဲမှာအကျုံးဝင်တဲ့သကုသောတာခါနာဇယဝါကာယအဲ့ဒါတွေဖြစ်မယ်ပေါ့ဒီကုသိုလ်ရဲ့အကျိုးဆက်တွေပေါ့ကုသလဝိပတ်တွေဖြစ်မယ်ဖြစ်ပြီးရင်ဒီနာတံပရိဆိုင်တန်ဒီနာဆိုတဲ့ဝိပတ်စိတ်တွေကလည်းတံပရိဆိုင်တန်ဒီနာဆိုတဲ့ဒီလက်ခံတဲ့စုံစမ်းတဲ့စိတ်တွေကလည်းကုသလဝိပတ်အနေနဲ့ပဲဖြစ်မယ်ဒါပေမဲ့သူကဥပိ္ပခာအနေနဲ့ဖြစ်မယ်ပေါ့ဒီဥပိ္ပခာအနေနဲ့ဟိုလိုရှင်လန်းဝမ်းမြောက်ခြင်းသဘောမရှိသေးဘူးသူဒီဥပိ္ပခာအနေနဲ့ပဲဖြစ်အောင်မယ်ပေါ့ဒီတံပရိဆိုင်တန်ဒီနာတွေကဟိုးနောက်ဆုံးမှာသွားကြည့်လိုက်မယ်ဦးဇင်းတို့ဒီတရားယုံကတော့တရားယုံကလည်းသူကဥပိ္ပခာပဲဖြစ်အောင်မယ်ဘာဒါတို့တော့
သို့တော့သူဒီကုသလဝိပတ်ဆိုတဲ့ကုသိုလ်ရဲ့အကျိုးဆက်ဝိပတ်အနေနဲ့ဖြစ်မယ်ပေါ့လေနော်ဒီဥပိ္ပခာသရယုံ6ပါးအဲ့လိုဥပိ္ပခာသရယုံ5ပါးပေါ့နော်ကုသလဝိပတ်နဲ့ဆိုရင်အဲ့လိုဆိုရင်အချင်းချုပ်မယ်ဆိုတော့ကုသလဝိပတ်တဒါယုံစိတ်ဖြစ်တယ်ပေါ့ဥပိ္ပခာတဒါယုံဖြစ်တယ်ပေါ့ကုသလဝိပတ်အဲ့ဒီကုသလဝိပါကနည်းဆိုပါဠိရှိရယ်အဲ့မှာဇောနေရာမှာကျတော့ကိုယ့်ရဲ့နှလုံးသွင်းတိုင်းပဲကုသဖြစ်မဲ့လူကလည်းဖြစ်လိမ့်မယ်အကုသဖြစ်မဲ့လူကလည်းဖြစ်လိမ့်မယ်ဒါလည်းတော့ကိုဒီပုံမှာဘယ်လိုလေ့ကျင့်ထားမလဲဆိုတဲ့ပုံမူတည်တာပဲပေါ့နော်ပြီးရင်ဒါကအလေလက်အာယုံပြီးရင်အယမ်းလှပတင့်တယ်တဲ့အာယုံမျိုးတွေရှိတယ်အယံလှပတင်တယ်မြတ်စွာဘုရားလူတအားလှပတယ်တကယ်ဆွန်ဇာလန်တို့ဟာလို့ရှူရင်းမျိုးတွေလို့ပေါ့နော်တအားလှပတယ်အဲ့လိုအရာမျိုးတွေဆိုရင်သူကဒီဝိပတ်ကတော့ဒီနောက်ဝိပတ်တွေကတော့ဒီတိုင်းပဲစကုသောတာခန္ဓာစဉ်ဟောကာယကတော့ကုသလဝိပတ်ပဲသူကဥပိ္ပခာတစ်မျိုးပဲရှိရပါတော့ဟိုကာယဝိညာဉ်ကတော့ဒုက္ခဒုက္ခရှိမယ်ဒါပါတော့သူကကုသလဝိပတ်အနေနဲ့ဖြစ်မယ်ပြီးရင်ဒီတံပတိဆိုင်ကလည်းကုသလဝိပတ်ဥပိ္ပခာတံပတိဆိုင်ကလည်းဒီကုသလဝိပတ်မှာဆိုရင်တံပတိဆိုင်ကတစ်ပါးပဲရှိရကုသလဝိပတ်မှာဆိုရင်တံပတိဆိုင်ဒီတစ်ပါးပဲရှိရအဲ့တစ်ပါးဒီဥပိ္ပခာပေါ့နော်ကုသလဝိပတ်ဥပိ္ပခာတံပတိဆိုင်ဖြစ်တယ်ဒီမှာကျတော့ထူးဆန်းသွားတာကဒီအတိအိဋ္ဌာယုံလို့ခေါ်တယ်ဒီအာယုံမှာဆိုရင်တန်ဒီရဏကသောမနတတန်ဒီရဏဖြစ်မယ်တန်ဒီရဏစိတ်ကသူကနှစ်ပါးရှိရဖြစ်တဲ့အတွက်သောမနတတန်ဒီရဏဖြစ်မယ်ပြီးရင်ဟိုနောက်ကဒီဝိပတ်စိတ်ပေါ့နော်ဒီဝိပတ်စိတ်ကလည်းသူကသောမနတတရာယုံအနေနဲ့ဖြစ်မယ်ဝိပတ်စိတ်ဆိုရင်ဒီတရာယုံစိတ်ကလည်းသောမနတတရာယုံဆိုပြီးတော့သူကဖြစ်တယ်အဲ့ဒီဝိထီကသောမနတတရာယုံဆိုပြီးတော့ဖြစ်တယ်တဲ့အဲ့တော့သောမနတတရာယုံအနေနဲ့ဒီကုသလဝိပတ်သောမနတတရာယုံအဲ့လိုဖြစ်တယ်ဒီဝိပတ်စိတ်တွေကဒါအာယုံအလိုက်ပေါ့အတိအိဋ္ဌာယုံမှာဆိုရင်ဇောတွေကကြတော့ဇောတွေကကြတော့ကိုယ့်ရဲ့နှလုံးသွင်းတိုင်းပုံမူတည်တာပေါ့နော်နှလုံးသွင်းတိုင်းပုံမူတည်တာပေါ့ဘယ်လိုနှလုံးသွင်းမှာလဲဒါတာမန်ပုရုဇဉ်အနေနဲ့ပြောတာဖះရှင်တို့လိုရဟန္တာလိုပုံကိုကြတော့ဒီဟိုမြင်လာတဲ့အာယုံကကောင်းတယ်ဆိုရင်သောမနတကြတတ်တယ်မကောင်းဘူးဆိုရင်ဥပိ္ပခာကြတတ်တယ်ပေါ့ဒါဘုရားရှင်တို့လိုပုဂ္ဂိုလ်ရဲ့အရာမျိုးဒါကတော့မပြောသေးပါဘူးဒါတော့ရှုပ်သွားလိမ့်မယ်ဒါအခုပြောချင်တာတာမန်ပုထုဇဉ်တွေအနေနဲ့ဇောကတော့ပုံနေမရှိဘူးကိုယ့်အတွက်စိုးနေမယ်နဲ့တခြားသူတယောက်အတွက်ကောင်းနေလိမ့်မှာပေါ့နော်သူရဲ့စိတ်နှလုံးသွင်းပုံမူတည်ပြီးတော့ကိုယ်ရမ်းချရတဲ့လူတယောက်ကိုနောက်တယောက်ကတအားမုန်းနေတာမျိုးအဲ့လိုအရာတွေမျိုးဆိုရင်သူရဲ့ဇောလိုက်မတူဘူးပေါ့နော်ဇောလိုက်မတူအဲ့လိုအာယုံဘယ်လိုအာယုံနေကိုယ့်နှလုံးသွင်းကအရေးကြီးပါတယ်ပေါ့ကုသိုလ်အကုသိုလ်ဖြစ်ခြင်းမှာဦးဇင်းတို့ရဲ့နှလုံးသွင်းခံယူချက်ပေါ့နော်ရှုမြင်မှုဒါတွေကအတော်ရေးကြီးတယ်လို့ပြောချင်တာပါအဲ့တော့ကြီးတယ်လို့ပြောချင်တာပါဒါတော့တာမန်အာယုံအလိုက်ဦးဇင်းတို့꿰ပြားတော့ပေါ့နော်ရှင်းပြရင်အာယုံအလိုက်ဦးဇင်းတို့ကပြောင်းလဲမသွားတင်ပေါ့နော်ဆိုးတဲ့အာယုံလာလို့ဒေါသထွက်တယ်ကောင်းတဲ့အာယုံလာလို့လောဘဖြစ်တယ်အဲ့လိုမျိုးပဲနဲ့ကုသိုလ်တွေဖြစ်လာအောင်လည်းဦးဇင်းတို့နှလုံးသွင်းခြင်းဆိုတဲ့ယောနိတော်မနတိကာကောင်းနှလုံးသွင်းခြင်းပေါ့နော်ယောနိတော်အဲ့တရားနဲ့ဦးဇင်းတို့ဖြေကောင်းစွာလေ့ကျင့်ပြုစုပြောထောင်လို့ရပါတယ်ဆိုတာကိုဦးဇင်းတို့ဒါကိုကြည့်ပြီးတော့သိပါတယ်ကဲဟုတ်ပြီခုပြောခဲ့တာတော့ဘာပြောချင်လဲဘာပြောချင်လဲနောက်တစ်ခါမိုင်းဆန္ဒတင်အောင်ရောက်မယ်ဘာသူဘာပြောချင်လဲဟယ်လိုဟုတ်ကဲ့ဖေဟာပြောပါဖေဟာသူဘာမေးချင်လဲဘာမရှင်းတာရှိလဲမမေးတော့ပါဘူးဖေဟာဒီမိုင်းဆန္ဒတင်တင်ပါဗျာတန်မကောင်းเนาะတင်ပါဗျာဟုတ်ပြီရတယ်မပြောနဲ့ကမိုင်း record ကြည့်ရခက်နေဦး YouTube ပေါ်တင်ပေးလိုက်ပါပဲrecord တွေ YouTube မှာ active တင်ပေးပါပဲဦးဇင်အမားတွေပါ
မော်လေးပါရင်ဝိုင်းပြီးပြစ်တင်ခံမှာဝိုင်းဆဲခံမှာဆိုလို့ဦးစင်ကမတင် YouTube အဲဆိုရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုဒါလေးကနည်းနည်းဟောဖြစ်တယ်ဒါတာမန်ဘယ်လိုပြောရမလဲတာမန်တင်ယူထဲမှာတော်တော်များမတင်ပြီးတဲ့အားမျိုးပါနော်မတင်ပြီးတင်ရနည်းနည်းရှုပ်လက်ဝင်တယ်ဦးစင်တို့ခုနကထောင်မသွားခင်မှာခုနက DVT ကိုအာရုံရအောင်ပြန်တော့ဒါဦးစင်းတို့တာမန်ကြားလိုက်တဲ့ဟုတ်ဒါဆိုမြင်တာပဲထားပါတော့နော်ဒါဆိုမြင်လိုက်တဲ့ဝီထီပေါ့ကြားလိုက်တဲ့ဝီထီဆိုတဲ့အတိုင်းပဲတခုခုကိုကြားလိုက်တယ်ဆိုရင်ဒီတိုင်းပဲဒါဒီနေရာမှာနားပုံစံလေးပြောင်းသွားမှာပဲနော်ကြားလိုက်ရင်လည်းဒီပုံစံရင်ဆုံးအတန်တခုခုကြားရဒါပဲဖြစ်မယ်ဒါပင်စတော်လာဝီထီလို့ခေါ်တယ်ဦးစင်းတို့စက္ခုမျက်စိနာရှာကိုဆိုတဲ့အဲ့ဒီအရာမှာဖြစ်တဲ့ဝီထီမျိုးဒါကြတော့ခုနကပြောပြီးစိတ်သက်မှာဖြစ်တဲ့ဝီထီမျိုးဟုတ်ပြီနော်အဲ့နှစ်ခုကိုကျွန်တော်နည်းနည်းပုံလေးမြင်အောင်ပေါ့နော်ကြိုင်မလေးမြင်အောင်ကြည့်ထားဒီမှာကျတော့ကုသိုလ်အကုသိုလ်ဖြစ်သွားပြီလို့ဦးစင်းပြောခဲ့တယ်နော်ဇောနေရာမှာပေါ့နော်ဒီလိုစင်တိုင်းလာပြီးတော့ဒီလိုဇောနေရာမှာကုသိုလ်အကုသိုလ်ဖြစ်သွားပြီလို့ဦးစင်းပြောခဲ့လိုက်တယ်ဟုတ်ပြီနော်ကုသိုလ်အကုသိုလ်တစ်ခုခုဖြစ်မယ်ကိုပြောခဲ့လိုက်တယ်ဟုတ်ပြီဒါမြင်တာပေါ့နော်အဲဆိုလေဒါတော့တာမန်မနှောတော့လာဝီထီပဲစိတ်မှာပဲဖြစ်လာတယ်အဲ့ဒါကိုဦးစင်းပြောချင်တာဒီဟာဒီနေ့ဒါကိုပြောအောင်ဦးစင်းခုနကပြောခဲ့တဲ့ဒီဝီထီမှာကြတော့ဝီထီကိုနည်းနည်းရှေ့ပို့လိုက်ဟုတ်ပြီဒီအကွက်ဒီခုနံပါတ်1အကွက်ဒီဘာအောင်ပြောရလဲဆိုတော့ဒီနံပါတ်1အကွက်ကဘာကိုပြောတာလဲဆိုတော့ဒီဝီထီကိုပြောတာနံပါတ်1အကွက်ကဘာကိုပြောချင်တာလဲဆိုတော့ဦးဇင်းတို့ဒီဝီထီကိုပြောနေတာပေါ့ဒီနံပါတ်1အကွက်ကတခုကိုကြားလိုက်တယ်တဲ့ကြားလိုက်တဲ့အခါမှာဦးဇင်းတို့ကဒီအာယုံကိုကြားတယ်ပေါ့လေဒါဆိုရင်ဒီမှာတော့ရေဆွဲဥပမာနဲ့ပေါ့ရေဆိုပြီးတော့ကြားလိုက်တယ်ပေါ့ဒီတစ်လုံးကိုရေဆိုပြီးကြားလိုက်တယ်ကြားလိုက်တဲ့အခါမှာဆိုရင်ဦးဇင်းတို့ကဒီဝီထီဖြစ်သွားရင်ရေဆိုကြားလိုက်တာ ਨੇ ဒီဝီထီဖြစ်သွားပြီပေါ့နော်ဒါအသေးစိတ်ခွဲတာပေါ့ရေဆိုကြားလိုက်တာ ਨੇ ဒီဝီထီဖြစ်သွားပြီဒါပေမဲ့လေဦးဇင်းတို့ကဒီအတန်အနေနဲ့ထွက်ပေါ်လာတဲ့အတန်သဘောတရားအတန်ရုပ်တစ်ခုလားဖြစ်သေးတယ်ပေါ့ဦးဇင်းတို့စိတ်ကနေချက်ချင်းပေါ့နော်ဒီနေရာလောက်မှာဒီချက်ချင်းပိုင်းခြားအနေနဲ့ရေဆိုတာအေးမြတယ်ရေဆိုတာကြည်လည်နေအဲ့လိုသဘောတည်းဖြစ်တဲ့သဘောတရားမှန်သိအောင်မှာမဟုတ်ရေဆိုပြီးတော့အဲ့အတန်ဒီဦးဇင်းတို့နားကိုရိုက်ခတ်လိုက်တယ်ပေါ့ရိုက်ခတ်လိုက်တဲ့အခါမှာဆိုရင်ဒီလိုစိတ်တွေဖြစ်သွားမယ်ဖြစ်သွားပြီးတော့ဦးဇင်းတို့ဒီမဖြစ်သွားမယ်ပေါ့ဒါပေမဲ့ဒီနာဆိုတာအားကောင်းနဲ့ကုသိုလ်အကုသိုလ်ကွဲပြားနဲ့ဖြစ်သွားတာမဟုတ်သေးဘူးတဲ့မှာဒါဆိုရင်ပစ္စုပန်တတ္ထာယုံလို့ခေါ်တယ်ခုနကဒီရေဆွဲထွက်လာတဲ့အတန်တစ်ခုကိုကျွန်တော်ကြားလိုက်တယ်ဘာမှမသိသေးဘူးအဲ့မှာနောက်တူဝီထီဆက်ကြတယ်နောက်တူဝီထီဆိုတာဒီခုနပြခဲ့တယ်မနောဒွါရဝီထီဆိုတဲ့ဝီထီပေါ့နော်ဒီနံပါတ်2အကွက်ကြတော့ဘယ်ဟာကိုပြောရလဲဆိုရင်သူကဒီကောင်လေးဒီဝီထီကိုပြောတာနံပါတ်2အကွက်ကြတော့ဦးဇင်းတို့မြင်လိုက်တိုင်းကြားလိုက်တိုင်းမှာရှင်းပြောရင်အကွက်4ကွက်နဲ့ဖြစ်ပြီးမှဦးဇင်းတို့ကအရာတစ်ခုကိုကောင်းသိတယ်ဒုတိယအကွက်မှာဆိုရင် DVT ဖြစ်တာပေါ့ DVT မနောရဝိဇ္ဇံဇော9ကြိမ်တရားယုံ2ကြိမ်ဆိုတဲ့ DVT ဖြစ်တာပေါ့နော်အဲ့မှာဆိုရင်အဲ့တော့အကွက်4ကွက်နဲ့ဖြစ်တာအထိရောက်မှဦးဇင်းတို့ကဒီမှာသူကြားနေဘာမှမမြင်ရသေးဘူးဒီမှာလဲနည်းနည်းစဉ်းစားနေအောင်မယ်ဒီမှာလဲစဉ်းစားနေအောင်မယ်ဒီရောက်မှာအော်ရေဆိုတာအခွက်ထဲမှာရှိတဲ့အရာလို့မြစ်ချောင်းမှာစီးဆင်းနေတဲ့အရာလို့ဆိုစိတ်ထဲမှာပေါ်လာတာဟုတ်တယ်နော်ဒီကနံပါတ်1ကမှဆိုရင်ဒီတန်ပြန်ပြီးပြန်ပြီး
ရီကဝီထီဖြစ်တယ်ပေါ့မနောဒရာရီကဝီထီဆိုပြောပြီးခုနကမနောဒရာဝိဇ္ဇံဇော9ကြိမ်တရားယုံ2ကြိမ်ဆိုတဲ့မနောဒရာဝီထီဖြစ်တာမနောဒရာဝိဇ္ဇံဇော9ကြိမ်တရားယုံ2ကြိမ်ဆိုတဲ့မနောဒရာရီကဝီထီဖြစ်တယ်သူ့အတိတ်ကိုပြန်လည်ဆင်ခြင်တဲ့ဝီထီတခုထပ်ဖြစ်တယ်ဒီထီသူဒီရေဆိုတဲ့ဟာကိုဦးဇင်းတို့စိတ်ထဲမှာကောင်းကောင်းမြင်အောင်မှာမဟုတ်ဘူးရေနေနွားနေပုံမှန်စာပေကျမ်းကမှာနွားပေါ့နော်ခေါ်ဆိုပြီးတော့အသုံးပြုကြတယ်ဒီမှာတော့ရေဆိုပြီးသုံးတယ်ပေါ့အဲ့တော့နောက်တစ်ခုမှကြတော့ဦးဇင်းတို့ကဒီနောက်တစ်ဝီထီတစ်ခုပြောင်းသွားပြီသူရဲ့အာယုံကဒီပညတ်ချက်ပေါ့နော်ပညတ်ချက်ဆိုတာထန်ဒီချွေချာအဲ့မှာသူရဲ့ရေဆိုတဲ့ဒီတတိယမြောက်မှာကြတော့ဝီထီကတော့ဒီမနောဒရာဝီထီလေးပဲဖြစ်တာပေါ့ဟုတ်ကဲ့ဒီဝီထီကလေးကပဲတောင်းမှထားလိုက်ဒီပုံစံလေးမှထားလိုက်နောဒရာဝီဇန်ဇော9ကြိမ်တရားအောင်2ကြိမ်ပုံဝင်ဟုတ်ပြီဒီနောက်3ခွက်မှာကြတော့အဲ့ဒီဝီထီပုံစံမျိုးပဲဖြစ်တယ်ပေါ့အဲ့ဒီဝီထီပဲဖြစ်တယ်ဒါပေမဲ့ဟိုသူ့ရဲ့အလုပ်ပုံချင်းမတူဘူးပေါ့နော်သူ့ရဲ့အလုပ်ပုံချင်းကတူမနေဘူးဘလို့တူမနေတာလဲဆိုရင်ဒီပြောပြီးတာဒါကြတော့ခုနကဒီအတန်သဘောတရားပေါ့နော်ထွက်လာရဲဆိုတာဒီတတ္တရာယုံဆိုတဲ့အတန်ကြတော့ဦးဇင်းတို့ဒီပရမတ္ထတရား၄ပါးထဲမှာပါတာပေါ့သူကကြတော့ဒီတတ္တရာယုံအနေနဲ့ယုံ28ပါးထဲမှာပါတယ်အဲ့တော့ဒီထွက်လာတဲ့အတန်ပဲပေါ့နော်ဘာမှဟုတ်လို့မရှိသေးဘူးပေါ့နော်ဒီအတန်ဆိုတဲ့ပုံစံတစ်မျိုးပဲအတန်ဆိုတာကအများကြီးတတ်မလို့ရတယ်ရေနွားစိတ်အတန်တွေကအဲ့လိုမျိုးထွက်ပြီးမယ်အတန်ရဲ့သဘောတရားကြတော့ထွက်လာတယ်ပေါ့တုံးခါတယ်ပေါ့အဲ့လိုသဘောတရားအာယုံပြုတာကိုပရမတ်ကိုအာယုံပြုရပေါ့နိတတ္တာယုံကိုအာယုံပြုတယ်ပေါ့တတ္တာယုံကိုအာယုံပြုတယ်အဲ့ဒါဒီဟာပေါ့နော်တတ္တာယုံပုံစံချင်းကြွဲသွားပြီမဲ့လေဒီအတန်ရဲ့သဘောတရားအတူတူပဲအဲ့အတန်သဘောတရားကိုအာယုံပြုတာပေါ့နော်ဒီမှာကြတော့သုံးခုမြောက်ကြတော့ဒီနာမည်ပေါ့နော်နာမည်ကိုမှတ်သားတဲ့အဲ့ဒီအာယုံပေါ့နော်ရှေးတုန်းကကိုကြားဘူးတဲ့အာယုံတစ်မျိုးမျိုးပဲထားပါတော့အတန်ရဲ့နာမည်ပညက်ဒီစကားလုံးကိုအတန်ထွက်လာတဲ့ခါမှာရေလို့ထွက်လာတာလားဦးဇင်းတို့ဟိုရေလို့ထွက်လာတာလားနွားလို့ထွက်လာလားဆိုတာဦးဇင်းတို့စိတ်တွေကကြတော့ဒါကိုဟိုအမြဲတမ်းအလုံးနေတာပေါ့ဒီစိတ်မှာကြတော့ဒီမှာကြတော့ရေလို့ထွက်လာလားနွားလို့ထွက်လာလားဆိုတဲ့အရင်တော့ကကိုမှတ်သားခဲ့ဘူးလေကိုသင်ယူခဲ့ဘူးတဲ့အာယုံပညတ်ပေါ့နော်ပညတ်ဆိုတာဦးဇင်းတို့လောကမှာဆိုရင်လူနာမည်ဆိုကိုကျော်ကိုအောင်ဒေါ်လှဒေါ်သိန်းအဲ့လိုသတ်မှတ်ချက်တွေကိုပညတ်ချက်လို့ခေါ်တာပေါ့နော်အတန်ရဲ့သဘောတရားကတော့ဒါပဲအတန်ထွက်လာတယ်တုံခါတယ်အတန်ရဲ့သဘောတရားဒါပဲဒီပညတ်ချက်၃ခုမြောက်ကြတော့ဒီ၃ခုမြောက်ကြတော့သူကဒီသဘောတရားမဟုတ်တော့ဘဲနဲ့ဦးဇင်းတို့ပညတ်ချက်အနေနဲ့တင်ထားလိုက်တဲ့သဘောမျိုးပေါ့ရေဆိုတဲ့အတန်လေးကခက်ရှိနေနဲ့ခွေးဆိုတဲ့အတန်နဲ့ရေဆိုတဲ့အတန်ကြီးကမတူဘူးလေနော်သူ့ရဲ့သဘောတရားအတန်ရဲ့အနေအမြင်လေးတွေကမတူဘူးအဲ့ဒီရေဆိုပြီးတော့အသုံးပြတဲ့အတန်အဲ့ဒီပညာချက်ကလေးဦးဇင်းကဒီ၃ခုမြောက်မှာအာယုံပြုတယ်ဒီ၃ခုမြောက်မှာဦးဇင်းကအာယုံပြုလိုက်တယ်ရေဆိုပြီးတော့အဲ့ဒီဝီထီကဒီအလခုနရှေ့အောင်ကိုတင်ချခဲ့ဘူးလေကိုမသားဝဲအာယုံကိုအာယုံပြုလိုက်တယ်အောင်ပြုလိုက်ပြီးတော့ဒါ၃ခုမြောက်ပဲရှိသေးဦးဇင်းတို့ဒီရေဆွဲသဘောတရားခုဒီကောင်းကောင်းအုံနောက်ထဲမှာပေါ်လောင်းမှာမဟုတ်သေးဘူးပေါ့နော်ပြီးနောက်တဝီထီထပ်သွားတယ်အဲ့ဒီနောက်တဝီထီမှာမှဒီအထက်ကဏ္ဍလို့ခေါ်တယ်သူ့ရဲ့ဒီအပြင်မှာရှိအထပညတ်လို့ခေါ်တာပေါ့ရေဆိုတာကအေးမြတယ်စီးစင်းတယ်ယူစည်းတယ်ပေါ့နော်အေးမြတယ်စီးစင်းတယ်အဲ့လိုကြည်လင်တယ်မကြည်လင်ဘူးထားပါတော့လေအဲ့လိုအမျိုးမျိုးရှိတဲ့သဘောတရားတွေဦးဇင်းတို့မှတ်ထားတဲ့အရာတွေကိုဦးဇင်းတို့ကအဲ့ဒီ၄ခုမြောက်ဝီထီရောက်မှာတေချာသိရပေါ့လောကကြီးမှာရှိတဲ့သဘောတရားတစ်ခုကိုသိတယ်ပေါ့နော်အဲ့လိုပဲပေါ့နော်ဦးဇင်းတို့ဝီထီရဲ့သဘောတရားကရှင်းတော့ကသင်ခဲ့တာကြတော့ဒီစက္ခုဆိုတဲ့ဒီတဝီထီဖြစ်သွားတယ်ဒီဇောဖြစ်သွားတယ်ပေါ့ဇောမှာကုသိုလ်အကုသိုလ်ဖြစ်မယ်ဆိုပြီးတော့အစမှာဒီအစပထမအခြေခံလောက်မှာဒီလိုပဲသင်ခဲ့တယ်ဒါပေမဲ့ဒီမှာကြတော့ကုသိုလ်အကုသိုလ်ဒီပြည့်စုံသောကုသိုလ်အကုသိုလ်ဖြစ်အောင်မဟုတ်သေးဘူးဘာဖြစ်လဲဆိုတော့ဒီဝီထီကြီးဒီပထမအကွက်ကိုပြ
ပြောနေတာဖြစ်တဲ့အတွက်ပေါ့နော်သောတာလောရဦးကြီးသူ့အနေနဲ့ဘာမှတော့မသိသေးဘူးပေါ့နော်သူကြားခါစားမှာဆိုရင်သူ့အနေနဲ့ဘာမှမသိသေးတာဖြစ်တဲ့အတွက်ကိုသူအာကိုသူဖြစ်ဖြစ်မြောက်ဖြစ်ဖို့အချိန်မတော်သေးဘူးပေါ့နော်ဒီဝီထီကိုရောက်မှာဒီနောဒွာရဝီထီဒီ၄ခုမြောက်လောက်ကိုရောက်မှာထားပါတော့ရေမဟုတ်ဘဲနဲ့ကိုမုန်းတဲ့လူတယောက်ရဲ့အတန်းဒါမှမဟုတ်ကိုချစ်တဲ့လူတယောက်ရဲ့အတန်းတော့နာမည်ပေါ့နော်နာမည်ကိုကြားလိုက်တဲ့အခါမှာဒီရောက်မှာသူ့ရဲ့မျက်နှာတွေသူ့ရဲ့ကိုယ်ပေါ်လောက်ခဲကောင်းတဲ့ຢာတွေဆိုးတဲ့ຢာတွေတေချာပြပြစုံပြန်ပေါ်လာပြီးမှသူ့ရဲ့ဒီဇောနေရာမှာဒီဇောနေရာမှာသူကအကုသိုလ်ဖြစ်ဖြစ်ကုသိုလ်ဖြစ်ဖြစ်ထိုက်တယ်လို့ဖြစ်မှာပေါ့ဒါဥစဉ်တို့ဒီစိတ်ရဲ့ဒါအသေးအစိတ်ဆုံးပေါ့နော်စိတ်ရဲ့ဖြစ်ပုံဒါဆိုအသေးစိတ်လိုက်ပြီးထင်နေတာမဟုတ်သေးဘူးသူတဲ့အသေးစိတ်လိုက်တဲ့အခါမှာဒီသဘောတရားဒီ၄ခုဖြစ်တယ်ပေါ့ဒါဆိုစကလုံးတစ်လုံးနဲ့ပေါ့နော်စကလုံးနှလုံးနဲ့ဖြစ်တဲ့ဘယ်လိုပြောမလဲစကလုံးနှလုံးဖြစ်တဲ့ရေတခွန်ဆို၃လုံးပေါ့နော်ရေတခွန်ပင်လယ်လို့ပေါ့နော်ပင်လယ်ဆိုစကလုံးနှလုံးဖြစ်သွားတယ်စကလုံးနှလုံးဆိုရင်နောက်ထပ်နှစ်ကွက်ထပ်တိုးတယ်ပေါ့ဒါကရှုပ်သွားမှဆိုလို့မပြောဒါဆိုဦးစင်းတို့ဒီစကလုံးတစ်လုံးနဲ့ကြားရင်တောင်မှဦးစင်းတို့ဒီလိုဝီထီ၄မျိုးဖြစ်ပြီးမှဦးစင်းတို့လောကမှာရှိတဲ့ဘောတရားတစ်ခုကိုပြည့်ပြည့်စုံစုံနဲ့နားလည်သွားပါတယ်တဲ့နော်ဒါဦးဇင်းတို့အတန်ကြားရဲ့အခါမှာဖြစ်တာကြံပြီးဆက်ပြီးတော့တခြားတင်မို့ဆိုရင်ဦးဇင်းတို့မြင်တဲ့အခါမှာရှိတယ်မြင်တဲ့အခါမှာလည်းရှိတယ်ဒီလိုဖြစ်တာကိုထပ်ခွဲလို့ရတယ်ကိုကာရောက်ထိလိုက်တဲ့အခါမှာဖြစ်ပုံမျိုးလည်းရှိတယ်သိမတူသေးဘူးဒါကြားတဲ့ဟာကိုပဲဦးဇင်းကပြောလိုက်တာပေါ့ဒီကြားတဲ့ဟာကိုဘာလို့အရင်ပြောလဲဆိုတော့ဒီကြားတဲ့ဟာဒီအဘိဓမ္မထသင်္ကဒီသင်္ကြိုကျမ်းမှာဒီကြားတဲ့ဟာလေးကိုသူကဦးစားပေးပြောထားလို့ပေါ့နော်ဝစီကောတာနုတာရိနာသောတာဝိညာဏဝိထိယဆိုတဲ့ပါဠိလေးရှိရဦးစင်းပြောချင်တာကတော့ဒီနေ့မှာအေးတကြီးတေချာပြောချင်တာဒီလေးကွက်ပေါ့နော်ဦးစင်းလည်းအဲ့ဒါကိုရှင်းပြနိုင်ဦးစင်းလည်းစာတော်ဖတ်လိုက်ရတယ်နည်းနည်းလေးနဲ့တယ်ပေါ့ဦးဇင်းတို့စာသနာဘုန်းကြီးသင်ယူမှာတော့မှာဒါကတာမန်သင်ယူမှာမပါဘူးပေါ့ဦးဇင်းတို့တာမန်နေကျော်ရေးလောက်တဲ့စနစ်မှာဒါလေးသင်ပူးလိုက်တယ်ပေါ့လေသင်ပူးလိုက်ပြီးတော့ဝီထီပြောမယ်ဆိုရင်ဒီထီပြောမှာပြည့်စုံမယ်လို့ဦးဇင်းကတွေးမိလို့ဒါလေးတွေကိုပြောလိုက်တာပါလောဆယ်ဒီနားမှာဦးဇင်းပြောချင်တာတော့ဒီလောက်ပါပဲဘယ်သူဘာမေးချင်လဲဘယ်သူဘာပြောချင်လဲဘယ်သူဘာပြောချင်တာရှိလဲမမို့ဘာပြောမအောင်ဒီမှာဘာနားလဲလဲဘာနားလဲလဲလို့နောက်မှပြောဟာ ဦးစင်းနောက်မှပြောမယ်တခြားပြန်လာတော့ပြီးမှနောက်မှပြောမယ်ဒါခက်တယ်ဆိုတော့ဒီမှာပုံလေးနဲ့ရှင်းလင်းတင်ပေးတာပဲငါမိုက်လာကျွေတင်ပါဖေရရှင်းလားသဘောပါတင်ပါဖေတင်ပါဟမ်တင်ပါဖေရတင်ပါဆိုတာဘာပြောဒီရှေ့ရလေပရမတ်အာယုံကနဲ့နောက်ကပြည့်ညက်အာယုံအဲ့ဒါက3နဲ့4ကိုပြည့်ညက်လို့ပြောခြင်းပြီးတော့1နဲ့2ကိုပရမတ်လို့ပြောချင်တာလားဖေရဟုတ်တယ်တင်းနဲ့နှစ်ကိုပရမတ်လို့ပြောတာလေ3နဲ့4ကိုပညာလို့ပြောတာလေတင်ပါပရမတ်ဆိုဦးစင်းရှင်းပြခဲ့ပြီလေသူအတန်ရဲ့သဘောတရားတတ်ပဲလေအတန်ပေါ့တတ်တာဆိုတဲ့အတန်ပေါ့လေအတန်ဆိုတဲ့သဘောတရားဆိုတာရှိရလေနော်ဦးစင်းတို့တင်ပါအတန်ရဲ့သဘောတရားတစ်ခုပဲအဲ့ဒါကိုပရမတ်လို့ခေါ်တာအဲ့အတန်တစ်မျိုးပဲဘာမှမသိသေးဘူးပြီးနောက်တစ်ခွက်ကြတော့သူကအဲ့ဒီအတန်ကိုပြီးသွားတဲ့ခုနကြားလိုက်တဲ့အတန်ဆိုတဲ့အတန်လေးကိုပဲအောင်ပြုပြီးတော့
မနှောထွာတာကိုကြည့်ပေါ့စိတ်မှာပဲစိတ်အတွင်းမှာပဲသူကသူဖြစ်လာတယ်ဝီထီတစ်မျိုးထပ်ဖြစ်တယ်သူကလည်းပရမတ်ဆိုတဲ့ဒီတတ္ထအတန်ရဲ့သဘောတရားကိုပဲအာရုံပြုတာပေါ့နော်အတန်ဆိုတာတုံခါပြီးဝင်လာတာပေါ့နော်အတန်ရဲ့သဘောတရားအဲ့ဒါကိုပဲအာရုံပြုသေးတာပေါ့နောက်တတိယမြောက်တစ်ခုရောက်မှသူကဒီအတန်တော့အတန်ပဲပေါ့ဒါပေမဲ့ပညာချက်ဒီအတန်ရဲ့ဒီအရှိအတူစသည်ဖြင့်လူတွေသင်္ကေတပြုတ်ထားတဲ့အရာသဘောမျိုးဆိုတာရှိရလေဦးဇင်းတို့လောကကြီးမှာတုံတုံပြောဆိုရအောင်သတ်မှတ်ထားတဲ့အတန်တွေရဲ့အတူအရှိဟိုဘီတရတွေရှိရပါဘောနိရေဆိုရင်ဒါရားကောက်ပေါ့နော်အဲ့လိုသုံးတဲ့ဟာတွေပေါ့နော်အဲ့လိုသုံးတဲ့ဟာတွေကိုအောင်ပြုတယ်ဒါဆိုပညာဖြစ်သွားပြီဒါလူတွေကသတ်မှတ်လိုက်တာခုနအတန်ရဲ့တုံခါပြီးဝင်လာတဲ့သဘောတရားလူတွေသတ်မှတ်တာမဟုတ်ဘူးသူကဘာသာဖြစ်နေရလေသူ့ဘာသာဖြစ်နေတာသူ့ဘာသာဖြစ်နေလို့ပရမတ်လို့ဦးဇင်းတို့ကခေါ်တာသူ့ရဲ့သဘောတရားတက်မို့လို့ပညာလို့ဘာလို့ခေါ်လိုက်လဲဆိုလူတွေကပြုပြင်စီမံတတ်မှတ်ထားလိုက်ပြီလေပညာတဆိုတာပညာတယ်ဆိုတာအဲ့ဒါပညာဆိုတာဦးဇင်းတို့ဖရာဝိသိက္ခာဘုရားပညာတယ်ဆိုတာဒါတတ်မှတ်ပြီလေပေါ့နော်ဒါမလုံးရအောင်ဒါအလုပ်ဆိုပြီးတော့အဲ့လိုသဘောမျိုးလူတွေတတ်မှတ်လိုက်လို့ပညာချက်လို့ခေါ်တယ်ပေါ့ဒါတတ္တပညာပေါ့အတန်အနေနဲ့ဟုတ်ပြီအဲ့ပြန်ရေဆိုတော့သိတယ်ဒါပေမဲ့ရေဆိုတဲ့အတန်ကိုကြားပြီးမယ်ရေဆိုတဲ့အရာဝတ္ထုမြင်ဘူးလေးသူတော့ကြတော့ဒီရေသားရေလို့သိမှာမဟုတ်သေးဘူးအဲ့လိုလေမြင်ဘူးရမှာပေါ့လေမြင်ဘူးထားတယ်ဆိုရင်ဟိုယူစီးနေတဲ့ဒီကြည်လင်တောက်ပနေတဲ့ဟိုစီးစင်းနေတဲ့ဟာလေးတွေပါလားဆိုပြီးတော့အဲ့လိုသိတဲ့လေးခုမြောက်မှာကြတော့အဲ့လိုအရာကိုသွားအာယုံပြုတဲ့နောက်ထပ်မနောဒရာဝီထီတဝီထီဖြစ်တယ်အဲ့ဖြစ်တာကိုလည်းသူကျသူလည်းပညာကိုအာယုံပြုတာသူကျတော့အဋ္ဌပေါ့နော်အဋ္ဌပညာနဲ့အဋ္ဌအနက်သဘောတဘာဝပေါ့လူတွေပညာသတ်မှတ်ထားတဲ့ဒီလောကကြီးမှာရှိနေတယ်ပေါ့နော်အမှန်တရားမဟုတ်သေးဘဲနဲ့ပြုပြင်ပြောင်းလဲနေတဲ့ဖောက်ပြန်နေတယ်လို့ပေါ့နော်အဲ့လိုဒီပညာတစ်မျိုးပေါ့နော်သဘောတရားရေမရှိဘူးလားဆိုရှိတယ်ကိုင်းရလားဆိုရရလို့ပဲလွယ်တကူပြောလို့ရတယ်ဒါပေမဲ့ရေဆိုတာဘာလဲဆိုပြီးအချာမေးလိုက်မယ်ဆိုရင်လောကကြီးမှာရေဆိုတာမရှိဘူးလေမီးဆိုတာလည်းလောကကြီးမှာရှိမနေမီးဆိုတာဘာလဲဆိုဦးဇင်းတို့ကလန်ညိုကြီးထိုးပြလို့တော့ရတာပေါ့ဒါပေမဲ့တေးချာခွဲစိတ်လိုက်မယ်ဆိုရင်အဲ့ဒါလည်းရှိမနေဘူးပေါ့နော်ပြောချင်တာဘာရှိနေလဲဆိုဦးဇင်းတို့သဘောတရားဒီပထဝီအာဘောတေဆိုဆိုတဲ့အဲ့လိုဓာတ်တွေရှိနေရပေါ့ဦးဇင်းတို့ဓာတ်ခွဲမယ်ဆိုရင်ပြောချင်တာကတော့အဲ့ဒါပဲအဲ့ဒီနည်းဒီမှာဖေဆရာမမြင့်စံဘယ်ရောက်လာဘိုင်ဘာမှာပြောထားပြီးတော့ဘယ်ဒီမီတော့ခုန9နာရီခွဲမှဝင်တာလေးဗျဟုတ်လားအဲ့ရှင်းနေပြီရှင်းပိုင်းမသိဘူးဟုတ်လားပြောပြီအခုရှင်းပိုင်းမသိတော့အခုဦးစင်းပြန်ရှင်းပြလိုက်ပြီအဲ့ဒါလေးဘယ်လိုသဘောရလဲအဲ့လေးဘယ်လိုသဘောရလဲပြန်ရှင်းပြလေးဗျာခုနပြန်ရှင်းပြရလေဘယ်လိုသဘောရလဲလို့နားလဲတာနားမလဲတာမှတ်မိအောင်မေးရမှာဟုတ်လေဘယ်လိုသဘောရလဲလို့ဦးစင်းရှင်းပြတာကောင်းတယ်လို့ပြောလေအဲ့ဒါမှမုန်းနေပဲဝေကျွေးမှာပေါ့ဟုတ်တယ်လေရန်ကောင်းပါတယ်ဗျာအေးလေအဲ့ဒါကိုပြောရတယ်နားလဲမလဲပေါ့ရန်ကောင်းပါတယ်ဗျာရှင်းသွားတယ်ဗျာလို့အဲ့လိုပြောမှလीမဟုတ်လားရန်ကောင်းပါလေဗျာရှင်းနေတာပဲဗျာအဲ့လိုဝီတီကငကိုလေးကမကျွမ်းတာဆိုတော့မနေလိုက်နာတာတစ်ခါသိတစ်ခါအသိပြင်းနေရှိရဟာတွေရှိရလေနောက်တော့ဦးဇင်းတို့ကို YouTube မှာတင်ပေးမယ်ဦးဇင်းအဲ့လိုပုံအနေနဲ့လုပ်ပေးရလေမှတ်မိစရာမလိုပေါ့အဓိကတော့သဘောတရားလေးတွေနားလည်စေချင်တာသဘောတရားလေးရှင်းပြရင်အခုတင်လိုက်ပြီဆိုရင်ဘယ်နှဝီထီးရှိလဲမမှတ်မိလဲရတယ်ဦးဇင်းဖြစ်စေချင်တာပေါ့နော်စိတ်တွေဆိုတာတအားမြန်ဆန်မလားငါတို့မသိခင်ဖြစ်သွားတဲ့ကုသိုလ်အကုသိုလ်တွေမနှဲပါလားအဲ့လိုအရာလေးတွေပေါ့နော်အဲ့လိုအရာလေးတွေကြံစေချင်တာဟိုလိုဘလောက်မှမိရတယ်ဘလောက်နားလဲတာတွေတိုင်းမမျော်လင့်ဘာဖြစ်လို့လဲဆိုအဲ့ဒါတွေကခဏပဲလေနော်ဦးဇင်းလည်းသင်တန်းတွေပါတက်ပါအဲ့လိုလုပ်တယ်မမိရနားလဲတာတွေကခ
အဲ့လိုစိတ်ထဲမှာဘဝအတွက်မကြံခဲ့ဘူးဆိုရင်အလကားပဲပေါ့နော်အဲ့ကြောင့်သူတို့တင်လိုက်တယ်မှတ်မိရင်တော့ကောင်းတာပေါ့နော်မှတ်မိရင်တော့ကောင်းတာပေါ့ repetition လို့မှာပေါ့လို့ ပါလေပါ repetition repetition လို့မှာပေါ့လို့ ပါတော့ တက်ကလေးလာနေမှာမှတ်မိမှာပေါ့ အေးလေအမဟုတ်လေအဲ့ဒါကြောင့်မှတ်မိစရာမလိုဘူးလို့ဦးစင်းအခုဒါတင်တာဘယ်သူမှမှတ်မိရမယ်လို့ပြောတာမရှိဘူးဟုတ်လို့ပါတော့မှတ်မိရမယ်လို့မှတ်မိလဲဘယ်လိုသဘောရလဲဗာမေးခြင်းလဲအဲ့လောက်ပဲလွတ်လပ်စေရင်တာလေလွတ်ပုံနေနဲ့ဆိုတော့ပိုစင်းတာပေါ့ပုံထဲမှာလူဆိုတာလေဦးစင်းဒီတင်တန်းဘယ်လိုနာမည်ပေးထားသလားအဲ့ဖောင်လျှောက်တဲ့လူဆိုသိတယ် visual အဲ့လိုပေးထားတယ်ဘိဓမာ and ပါဠိအဲ့လိုပေးထားတယ်သိလား VISUAL လေ visual ဆိုလေသူ graphic designer တွေအဲ့လိုသူသုံးတယ်လေအမြင်ပိုင်းဆိုင်ရာလေအမြင်ပိုင်းလေအခုဇယားရည်နဲ့တင်တာတော့ကောင်းတယ်သလားဒါပေမဲ့ဇယားတွေဦးစင်းရှင်းကြည့်လိုက်တယ်ကိုယ်စိတ်ကိုပြန်မေးလိုက်တယ်လေဦးစင်းဒီဗီဒီယိုမှာသဘောတရားတခုဦးစင်းဇယားကိုကြည့်လိုက်တယ်ပြီးခုနဦးစင်းလောက်တာပုံကြည့်လိုက်တယ်စိတ်ထဲမှာအဲ့ပုံကြည့်ရပိုရှင်းသွားတယ်ပုံကြည့်ရပိုရှင်းသွားတယ်ဇယားတော့ရှင်းတာပေါ့အဲ့ဒါကြောင့်ဟုတ်လေဦးစင်းအပြီးတော့တွေလည်းသိထားပြီးသားပုံနဲ့ဆိုပိုရှင်းတာပေါ့ပြီးတော့ကျတော့အဲ့လိုမျိုးနှစ်ခုကိုပုံမဲလို့ထင်မှာပေါ့ပုံမဲဘယ်ပုံမဲတော့ပုံမဲမဟုတ်လေမဟုတ်လေအခုမှဝင်တာဟုတ်အခုမှဒီတင်တန်းဝင်တာဟုတ်တယ်မှာတင်တန်းဝင်တာအခုမှတင်တန်းဝင်တာဟုတ်လို့စာတမ်းမထိုးတဲ့ကလားကောင်တဝက်ကဖြတ်ကြည့်ရတယ်လို့ဖြစ်နေတာပေါ့ဟုတ်တယ်မလားအဲ့လိုဆိုတော့အဲ့စာတယ်မှာဟုတ်ပါဘူးဖြစ်နေတယ်ဖေဟာဘာလို့ဆိုဗုဒ္ဓဖူးစနေမတက်ရပဲနဲ့တင်းငနေနေတရက်တည်းဆိုတော့စာတွေကတိတ်ပြီးတော့ဟိုလိုတင်းတဲ့နေရစာပဲသိရမသိတဲ့နေစာဆိုမသိတော့ဟိုနေ့ကဘောရီကီယာနဲ့တိုင်နေတာ YouTube မှာတင်ပေးမယ် YouTube မှာတင်တာမှမကြည့်လို့အပြစ်နော်တင်ပါဖေဟာလောလောဆယ်တော့ဦးစင်းကဟို Lux ဆိုတဲ့ application နဲ့တင်ထားတော့အဲ့ထဲမှာじゃတအားလွယ်တာကိုကို calendar တွေချလို့ရတယ်ကိုဒီကနေ့ညလမ်းနဲ့ကိုဝင်ကြည့်လိုက်အောင်မဖေဟာဟုတ်လားတခြားရအောင်ထပ်လို့ဝင်ကြည့်အောင်မဒီနေ့ညခလားကတော့ကဖြတ်ကြည့်ကြတယ်လို့ပဲဟုတ်တယ်တင်းလာနဲ့အင်္ဂါဆိုဖမို့တပည့်တော်မအဲ့နှစ်ရက်ဆိုဟိုပြုတယ်ဆိုခုကဗုဒ္ဓဖူးနဲ့စနေရတပည့်တော်မတိုင်နေအချိန်နေရမစားဟုတ်ပြီကဲဆိုတော့အဲ့လိုပါမလုပ်တော့ပါဠိလေပါဠိပုံမှန်ဆိုဦးစင်းပါဠိသင်ပြီလေဒါအောင်နည်းနည်းသင်တယ်ပြင်ပါဠိသင်တယ်ဦးစင်းကပါဠိမိုင်းလာကြွယ်ဒါတွေမှတ်မိသေးလားခဏနေဖေဟာခဏနေဒါရမပေါ်နိုင်ဖြစ်နေဘာလို့မပေါ်လာလဲမသိဘူးဒီကောင်ကြီးရောက်ရိုက်အဲ့လိုဖြစ်ရမှာဒါတွေမှတ်မိသေးလားဒါတွေဆိုတတ်သေးလားတင်မဖေဟာဆိုကြည့်ဟန်ဂစ္ဆာမိငါသွားတယ်မြန်မာလိုအရင်ဆိုမြန်မာလိုအရင်ဆိုငါသွားတယ်အဟံဂစ္ဆာမိနင်းသွားတယ်တွန်ဂစ္ဆတိသူသွားတယ်သောဂစ္ဆာတိသောဂစ္ဆတိဒီနော်ဒါကြီးလုံးမိထားလို့ကြားနေတာဟုတ်ဒါလေးသွားလုံးမိထားတယ်
ကိုလုံးဆိုးရလားမသိခဏလေးစောင်းသူက slide တစ်ခုဦးစင်းကြာနေလို့အဲ့ဆိုရင်ဒီဟာတွေကိုခုနကျတော့တစ်ယောက်တည်းပေါ့ဒါကြောင့်အများလဲပါလာမယ်ငါပါမယ်ငါတို့ပါမယ်ဟုတ်တယ်နော်အဲ့ပြောင်းဆိုချင်ဒီကမိုင်းလာချင်ငါသွားတယ် ငါသွားတယ်အဟံကိစ္ဆာမိ ငါတို့သွားတယ်ငါတို့သွားတယ် ငါတို့သွားတယ်မယံကိစ္ဆာမ သူသွားတယ်တွန်ကိစ္ဆတိသူတို့သွားတယ်တုံမေကိစ္ဆထနင်သွားတယ်သောကိစ္ဆတိမမြင်ရတော့ဘူးဖေရ အေးရပြီဦးစင်းနာနေလွယ်နေလို့ရပြီဆက်စု သူတို့သွားတယ်တေကိစ္ဆတိ သူတို့သွားတယ်တေဂစ္ဆန်တိဖြစ်ရမယ်လေ တေကိစ္ဆတိ ဂစ္ဆန်တိ တေဂစ္ဆန်တိ အဲ့လိုဖြစ်ရမှာဟုတ်ပြီအဲ့ဒါကရပြီနော်အဲ့ဒါရပြီဆိုရင်သူဘာလို့သွားလဲဆိုရင်ကတ္တမထဲမယ်အဲ့ဒါတင်တာမိလိုက်လားသူဘာလို့သွားလဲဆိုရင်ကတ္တမထဲမယ်အဲ့ဒါမိလားအဲ့ဒါတင်ဘူးလား မသိတော့အဲ့လိုတော့အဲ့ဒါတော့မသိဘူးဟိုဟာလေရွာသွားတယ်ကြောင်းသွားတယ် အေးဟုတ်ပြီရွာကိုသွားတယ်ပဲအဲ့ဆိုရင်ငါမျိုးကိုသွားတယ်ဆိုရင်ကဲမျိုးကိုသွားတယ်အေးဆိုဆက် ငါမျိုးကိုသွားတယ်အဟံနရကံကိစ္ဆာမိငါတို့မျိုးကိုသွားတယ်မယံနာရကံ နဂရံကိစ္ဆာမ ပြီး နေမျိုးကိုသွားတယ်တွန်နဂရံကိစ္ဆတိသူတို့နင်တို့မျိုးကိုသွားတယ်တုံမေနဂရံကိစ္ဆာတိ ကိစ္စထ အားကြတော့သူမျိုးကိုသွားတယ်တောနဂရံကိစ္ဆန္တိသူတို့မျိုးကိုသွားတယ်တေနဂရံကိစ္ဆန္တိ ဟုတ်တယ်ဆရာမင်းအဲ့ဒါဆိုတတ်ပြီမလားဟမ်ခက်လား မခက်ပါဘူးဖေရ ဟုတ်ပါ ဆရာမင်းဆိုကြည့်ငါသွားတယ် အဟံကိစ္ဆာမိ ငါတို့သွားတယ် ငါမယံကိစ္ဆာမ ညီမလို့ဆိုညီမလို့လဲဆိုပါလိမ့်မယ် တွန်ကနင်နော်နင် နင်ဟုတ်တယ်တွန်းကနင်ဟုတ်တယ်နင်သွားတယ် နင်သွားတယ်တွန်ကိစ္ဆတိနင်တို့သွားတယ်တုံမေကိစ္ဆထသူသွားသည်တောကိစ္ဆတိသူတို့သွားသည်တေကိစ္ဆန္တိ သူတို့သွားတယ်အဲ့ဆိုရင်ငါအကြောင်းကိုသွားတယ်ဆိုရင်ငါအကြောင်းကိုသွားတယ်ဆိုရင် အဟံဝိဟာရ ဝိဟာရံတိတင်ထဲ ဝိ မယ် ဟာရကိစ္ဆာမိအကြောင်းကို အဟံဝိဟာရံကိစ္ဆာမိ ဟုတ်တယ်ချက်ဆိုလေအကုန်ပြောင်းဆိုလေ ဟောသူတို့အကြောင်းကိုသွားသည်မယံဝိဟာရံကိစ္ဆာမတော့နင်နော်နင်တို့နင်အကြောင်းကိုသွားသည် သွားတယ်သွားသည်မဟုတ်ဘူးသွားတယ်လို့ဆိုမယ် speaking အနေနဲ့ဝိဟာရံကိစ္ဆတိနင်တို့အကြောင်းကိုသွားကြတယ်တုံမေဝိဟာရံကိစ္ဆထသူအကြောင်းကိုသွားတယ်သောဝိဟာရံကိစ္ဆတိ ဟုတ်တယ် သူတို့အကြောင်းကိုသွားတယ်တေဝိဟာရံကိစ္ဆန္တိ သွားတယ်ပဲသုံးမယ်ဦးစင်းစနစ်ကဦးစင်းကဒီလောကမှာစကားပြောတာကိုပဲ UTV သင်ပေးတာ
ဘို့စာသုံးမှာတော့လေဘူးဝုတ်ဆိုရင်ဒီသွားတယ်ကိုသွားကြတယ်စားတယ်စားကြတယ်အဲ့လိုတင်ပြရနော်ဘုန်းကြီးတွေကလေဘုန်းကြီးတွေဒီလိုတင်ပြီးမှဦးဇင်းအဲ့လိုမတင်တော့ဆိုတာစကားပြောတဲ့အခါမှာသူတို့သွားတယ်လို့ပဲများတော့မသုံးကြလို့ထင်တယ်သိလားဦးဇင်းတို့လက်တွေ့မိုးလင်းတာနဲ့ပြောရတဲ့စကားမှာသူတို့နေနေဘာတို့နေနေငါတို့နေနေနင်တို့နေသွားတယ်ပဲစားတယ်အဲ့လိုပဲသုံးတာများရလို့ထင်တယ်လေအဲ့ဒါကြောင့်ဘူးဝုတ်ကိုလည်းဟိုကြမထဲပဲနဲ့မြန်သွားအောင်စကားပြောနှုတ်တက်သွားအောင်တင်ပေးတာပြီးတော့အဲ့လိုငါဘာလို့သွားတာလဲဆိုရင်ဂျားထဲမှာဦးဇင်းကကတ္တမထဲလိုက်တယ်အဟံကတ္တမကိစ္ဆာမိငါတို့ဘာလို့သွားလဲဆိုရင်မယံကတ္တမကိစ္ဆာမိအဲ့တော့ငါတို့ဘာလို့မြို့ကိုသွားတာလဲဆိုရင်ငါတို့ဘာလို့မြို့ကိုသွားလဲဆိုရင်သူကကြတော့ကတ္တမကိုရှေ့ဆုံးမှာထားလိုက်တယ်ပါဠိမှာကြတော့ကတ္တမကိုရှေ့ဆုံးမှာထားတယ်ဟုတ်ပြီနော်မြန်မာလိုကြတော့ဘာလို့ကငါတို့ငါကဘာငါတို့နင်တို့အဲ့ဒါတွေရှေ့မှာထားပြီးတော့ဘာလို့ကအလဲမှာရောက်နေတယ်အဲ့တော့နှစ်ခုလုံးကြတော့အောင်မြန်မာလိုဆိုတဲ့အခါမှာတော့ငါဘာလို့မျိုးကိုသွားတာလဲဒါပေမဲ့ပါဠိဆိုတဲ့အခါမှာတော့ကတ္တမအဟံနဂရံကိစ္ဆာမိဆိုပြီးတော့အဲ့လိုဆိုမယ်အဆရာမဆိုကြည့်ငါဘာလို့မျိုးကိုသွားတာလဲကတ္တမအဟံနဂရံကိစ္ဆာမိဟုတ်တယ်ငါတို့ငါတို့ဘာလို့နော်ငါတို့ဘာလို့မျိုးကိုသွားတာလဲမယံကတ္တမမယံနဂရံကိစ္ဆာမဟုတ်တယ်တွန်းကနေနော်ဟုတ်တယ်နင်ဘာလို့မျိုးကိုသွားတာလဲကတ္တမတွန်းနဂရံကိစ္စတိနင်တို့ဘာလို့မြို့ကိုသွားတာလဲကတ္တမတုံမေနဂရံကိစ္စထဟုတ်တယ်သူတို့ဘာလို့မြို့ကိုသွားတာလဲသောကတ္တမသူကတ္တမသောနဂရံကိစ္စတိဟုတ်တယ်သူတို့ဘာလို့မြို့ကိုသွားတာလဲကတ္တမတေနဂရံကိစ္စန္တိဟုတ်တယ်အဲ့တော့မို့ဆိုကြည့်ငါဘာလို့ရွာကိုသွားတာလဲမို့ဝါမေရှိဘူးလားတင်နန်းလာပြီအိတ်ငိုက်နေရတယ်နဲ့ဒါကြတော့ဦးဇင်းကသွားတာကဘာနဲ့ဒီနာဒီတော့မယ်နော်ရှင်းနေမလို့ဘာနဲ့ပေါ့ရှင်းတော့ပါလားညာချောက်ပါလားအားနဲ့သွားမှာလားရင်ပေါ့နော်အဲ့ဒါဆိုရင်အဟံဘာနဲ့သွားတာလဲဆိုရင်အဟံကေနာကိစ္ဆာမိပေါ့နော်အဟံကေနာကိစ္ဆာမိဘာဖြစ်လို့ဆိုဘာလို့ဦးဇင်းဒီဝါကြအကုန်လုံးဦးဇင်းကအခါလေးတွဲဆက်မိအောင်လုပ်သွားတာပေါ့များသောအားဖြင့်ကြတော့ဒီလိုတစ်ခါလေးတွဲဆက်ပြီးကြတော့တော်နဲ့မတင်ပြီးဖြစ်ကြဘူးလေအားကြောင့်တစ်ခါလေးတွဲပြီးတော့ဒါကြည်သွားရင်အကုန်လုံးကတ်ဒီအကုန်လုံးကြည်သွားပြီပေါ့အဲ့တော့ငါဘာနဲ့သွားတာလဲဆိုရင်အဟံကိနာကိစ္ဆာမိငါတို့ဘာနဲ့သွားတယ်လဲဆိုရင်မယံကိနာကိစ္ဆာမအဲ့တော့ကဲတခါမာကြီးလာကြွယ်ဆိုကြည့်ငါဘာနဲ့သွားတာလဲငါဘာနဲ့သွားတာလဲအဟံကေနာကိစ္ဆာမိငါတို့ဘာနဲ့သွားတာလဲမယံကေနာကိစ္ဆာမငါပြီးတော့နင်းဘာနဲ့သွားတာလဲတွန်ကေနာကိစ္စတိနင်တို့ဘာနဲ့သွားတာလဲတုံမေကေနာကိစ္စထသူတို့သူဘာနဲ့သွားတာလဲသောကေနာကိစ္စန္တိသူတို့ဘာနဲ့သွားတာလဲတေကေနာကိစ္စန္တိဟုတ်တယ်အဲ့ဘာနဲ့ဆိုတာခုနသူမျိုးကိုဘာနဲ့သွားတာလဲလို့ဘာလို့အဲ့လိုမေးနေတယ်ဆိုရင်ကျွန်တော်ဒီနဂရန်နေဝိဟာရန်နေဂေဟန်နေဒါဒီမှာတိတိကျကျထည့်မှတ်ထားဘာလို့ထည့်မှတ်ထားလဲဆိုရင်ဦးဇင်းတို့ကပါဠိရဲ့မူရင်းပုဒ်ကဒီဟဘရအဲ့လိုအဆုံးနဲ့နဂရဆိုရဆုံးတာပေါ့နော်အတန်အတန်တွေကမူရင်းဆိုတာသိစေခြင်းလို့အကိုလို့ပြောချင်တယ်တိတိတင်ထည့်ပြီးသုံးတာပေါ့လေအဲ့ဒါမှာဘာနဲ့သွားချင်တာလဲဆိုရင်အဲ့တော့နောက်တစ်ခုကဒါဆိုအမင်းနဲ့အဖြေနှစ်စုံတွဲလို့ရပြီငါဘာနဲ့
ငါဘာနဲ့သွားတာလဲဆိုရင်ငါဘာနဲ့သွားတာလဲဆိုရင်ငါပါဒဆိုတာမူရင်းပုတ်ပေါ့ယာနာဆိုမူရင်းပုတ်အဲ့ဒါကိုကေနအတိုင်းပြန်ပေးခြင်းလဲဆိုရင်ကေနအတိုင်းအတန်တူတူနဲ့ပေါ့နော်ဘာနဲ့ဒီလိုမူရင်းပုတ်ကိုဦးဇင်းတို့ကဒီလိုပါဒကိုဒေနပေါ့ဓာတ်ကိုဒေနလို့ပြောင်းတယ်သူ့ရဲ့မူရင်းကပေါ့ယာနာနာကိုနေနာလို့ပြောင်းတယ်ပေါ့ဒါပုတ်မြင်တဲ့အတိုင်းသဘောတည်းအဲ့လိုပြောင်းလိုက်တယ်ဆိုရင်ဒီဖြင့်ပေါ့နော်ဘာနဲ့ညာနဲ့ဘာဖြင့်ညာဖြင့်အဲ့လိုနေရာမှာသုံးတယ်အဲ့တော့ငါဘာနဲ့သွားလဲဆိုရင်အန်ကီနာကိစ္ဆာမိငါဘာနဲ့သွားလဲဆိုရင်ငါနဲ့မင်းနဲ့နဲ့ဖြစ်ပေါ့နော်ဒါတူပြန်ဖြေလို့မရဘူးလေကိုယ့်အကူမေးကိုယ့်အကူပြန်ဖြေတဲ့သဘောတော့မရှိဘူးပေါ့နော်သူ့ကိုမေးလို့နင်ဘာနဲ့သွားလဲလို့မေးတော့ငါကားနဲ့သွားတယ်နင်ဘာနဲ့သွားလဲငါကားနဲ့သွားတယ်နောက်တစ်ခုကိုယ့်ပြန်ပြောငါဘာနဲ့သွားတာလဲဆိုရင်နင်ကားနဲ့သွားတာပေါ့အဲ့လိုလေးပေါ့နော်မိနေလူတရားရောက်ကိုပါဘူးအဲ့လိုတတိပေးသလိုပုံစံမျိုးပေါ့အဲ့အခါမှာအဟံနဲ့အဟံကေနာကိစ္ဆာမိလို့မေးတယ်ဆိုရင်အဖြေကကြတော့တွန်းကေနာတွန်းပါရိနာကိစ္စတိအဲ့လိုပြန်ဖြေလို့ရတယ်ဒီတောတွေတည်ကြတော့သူဖြစ်တဲ့အတွက်သူဘာနဲ့သွားတာလဲဆိုရင်အဖြေကလည်းသူပဲဖြစ်မှာသူဘာနဲ့သွားတာလဲသူကားနဲ့သွားတာပေါ့သူခြေထောက်နဲ့သွားတာပေါ့အဲ့လိုဖြစ်ရမှာပေါ့ကဲအဲ့ဒီတော့ငါဘာနဲ့သွားတာလဲအဲ့လိုမေးမယ်မိပြီးရင်ဒီငါလို့မင်းနင်လို့ဖြစ်မှာပေါ့နင်ခြေထောက်နဲ့သွားတယ်အဲ့လိုပြန်ဖြေရမှာပေါ့အဲ့ကမှမြန်မာလိုမပါလဲရတယ်ပါဠိလိုပဲဆိုကြည့်လို့ရတယ်အဲ့တော့ဆရာမမင်းမင်းဆန်ဆိုကြည့်ပါလားအဟံကေနာကိစ္ဆာမိလို့မေးလိုက်ဖြေတဲ့အခါမှာတွန်းပါဒေနာကိစ္စတိအဲ့လိုပြန်ဖြေပြီးရင်မယံကေနာကိစ္ဆာမလို့မေးလိုက်ပြီးရင်တုံမေပါဒေနာကိစ္စထအဲ့လိုအမေးအဖြေနဲ့ဆိုကြည့်မြန်မာမလို့ဆိုကြည့်ဆရာမအဟံကေနာကိစ္ဆာမိတွန်းပါဒေနာကိစ္စတိဟုတ်တယ်ဟုတ်တယ်နော်ဟုတ်တယ်မယံကေနာမယံကေနာကိစ္ဆာမတုံမေပါဒေနာကိစ္စထပြင်တောကေနာကိစ္စတိတောနဲ့ပဲပြန်ဖြေတောနဲ့တောပါဒေနာကိစ္စတိပဲပေါ့ဟုတ်တယ်ဟုတ်တယ်နော်တေကေနာကိစ္ဆန္တိဟုတ်တယ်တေပါဒေနာကိစ္ဆန္တိဟုတ်တယ်အဲ့တိုင်းပဲဟုတ်တယ်သူအမေးနဲ့အဖြေကအဲ့တိုင်းပဲအဲ့ဒါကမိုင်းလာကြွယ်ကကြတော့အဖြေကိုယာနေနာဆိုရင်ပေါ့နော်ပါဒဆိုခြေတော့ယာနာဆိုရင်တစ်မျိုးနဲ့သွားရဲဆိုအဖြေကိုအမေးကြတော့အဟံကေနာကိစ္ဆာမိအဲ့လိုမေးလိုက်ဖြေတဲ့အခါမှာတွန်းယာနေနာကိစ္စတိအဲ့လိုအမေးအဖြေကဲတဲ့ကမိုင်းလာကြွယ်ဆိုကြည့်အဟံကေနာကိစ္ဆာမိအဟံကေနာကိစ္ဆာမိတွန်းယာနေနာကိစ္စတိဟုတ်တယ်နောက်တစ်ခါပြီးဆိုမယံကေနာကိစ္ဆာမတုံမေယာနေနာကိစ္စထပြင်တွန်းနဲ့ပြန်မိမယ်တွန်းကေနာကိစ္စတိတွန်းကေနာကိစ္စတိအဲ့ဆိုရင်ဘယ်လိုပြန်ဖြေမလဲဘယ်လိုပြန်ဖြေမလဲတွန်းနဲ့မြည်အဟံနဲ့ဖြေမယ်အဟံယာနေနာကိစ္ဆာမိပြင်တုံမေနဲ့မေတုံမေကေနာကိစ္စထမယံယာနေနာကိစ္ဆာမကဲအောင်ဆုံးကြောင်းတော့သောကေနာကိစ္စတိအဲ့ဆိုတေးနဲ့လားဖေယာမဟုတ်လေတော့ပဲခုနကမြန်မာလိုပဲသူဘာနဲ့သွားလဲဆိုရင်ယာနေနာကိစ္စတိပြင်တေကေနာကိစ္ဆန္တိတေယာနေနာကိစ္ဆန္တိဟုတ်တယ်ဟေးမူအင်္ဂိုင်းပြေဘူးလားမပြောအေးဘူးဗျာမအေးဘူးကဲအဲ့ဆိုရင် तू ကပုတ်ခတ်တဲ့ဟာပေါ့အဲ့ဒါကိုဂျားထဲမှာတစ်ခုခုထည့်ပြီးဆိုဘယ်ကိုဆိုတာပေါ့နော်ဘယ်ကိုဆိုတာတစ်ခုထည့်ပြီးတော့အမြင်ဖြစ်လို့မြန်မာလိုမပြောနဲ့ပါဠိလိုပဲအဟံကေနဂျားထဲမှာတစ်ခုခုထည့်ကေနနကရန်ကိစ္ဆာမိ
Ahem, Janina Nakaran Kisami. ဟေးအဲ့ဒါပြောအိမ်ငိုက်နေရဆိုမှာအဟန်နဲ့မင်းတွန်းနေဖြစ်ရမှာ Oh, နော် အိမ်ငိုက်ရနော်ကဲဟုတ်လေအဟန်နဲ့မင်းတွန်းနေဖြစ်မယ်လေတွန်း Hankin, Toya, Ton Nakaran. Sorry, Toyanina Nakaran Kisati. ဟုတ်ပြီမယန်နဲ့မင်းပဲ Mayankina Kihan Kisama. Tông mê gaman. Tông mê Kihan. Yanina Kisata. စက်ထအမင်းနဲ့ဖြစ်နေမှအောင်လို့နော်အမင်းမှကျတော့ကာမန်လို့ပြီးဖြစ်မှကြရမလို့လေအဲ့ကဲဟုတ်ပြီတွန်းနဲ့မင်းပဲတွန်းနဲ့မင်းပဲတွန်းကီနာ Tokina Nakaran Kisati. Han Nakaran Yanina Kisami. ပြင်တုံမင်းနဲ့မီ Tông mê Kina Viharan Kisata. Mayan Viharan Padina Kisama. ကဲတော့နဲ့မီ Tokina Gaman Kisati. To Gaman Padina Kisati. ပြီးသွားပြီ ပြီးဟုတ်လားတေချန်သေးရလားတေစိုးမလား ဒီမှာ ဆိုတေ ဆို ဆိုမ တေကေနနဂရံကိစန္တိတေနဂရံယာနေနကိစန္တိ ဟုတ်ပြီအဲ့ဒါဒီနေ့ကအဲ့လိုပြီးတော့ရှိဟဲ့ဒါပဲပြန်တင်နေရသေးလားလူတွေကဇက်တိုက်တဲ့တူရင်ဖို့တော့ဒါပဲပြန်တင်အောင်ရှိမရောက်တာဒီမှာကိစ္စသွားတာနော်ကိစ္စသွားတာအာထဲလိုက်ရင်လာတာသွားနေလားမတူးနော်သွားနေလားနည်းနည်းကြွယ်ဦးမယ်ကိုနေရနေတခြားနေအောင်သွားရင်သွားတာဟေးပြီးတော့ဧည့်သည်တရားယောက်ကကိုစီလာရင်လာတာပြီးတော့ကိုနေရကနေသွားတဲ့အိမ်ကအဖေတို့အမေတို့အကိုတို့ကရွာထဲသွားပြီးလာရင်ဆိုတာပြန်လာတာလို့ခေါ်တယ်အဲ့ဒါကိုသွားတာကိုကိစ္စလာတော့အာကိစ္စပြန်လာတာကိုပစ္စကိစ္စပတိဆိုတဲ့ပုဂ္ဂလာတော့ပတိဆိုတာတစ်ဖန်ပေါ့ပစ္စကိစ္စဒါထိုင်တာနိတိတာဆိုထိုင်တာနိတိတာထိုင်တာဒိဋ္ဌာကရက်တာအဲ့ဒါဦးဇင်းတို့ကဒီစကားလုံးလေးပြောင်းသုံးလို့ရတယ်ထိုင်နေဆိုငါထိုင်နေဆိုရင်အဟံနိတိတာမိသူထိုင်နေဆိုရင်သောနိတိတတိနင်ထိုင်နေဆိုရင်တွနိတိတတိနင်တို့ထိုင်နေဆိုရင်တုံမီနိတိတထအဲ့ဒီအများကြီးပြောင်းလဲလို့ရတယ်ဒိဋ္ဌာဆိုတာရက်တာအဲ့ဒါကိုပဲအဟံဒိဋ္ဌာမိမယံဒိဋ္ဌာမတွန်တိတ်တတိတုံမီဒိဋ္ဌထအဲ့လိုပြင်လို့ရတရားဆိုတာအိတ်တာတွန်တယတိတုံမီတယထအဲ့လိုအများကြီးပြင်လို့ရတယ်နော်တော့ရလောက်ပဲရှိသေးတယ်ကဲလောတယ်ဦးစင်းရဲ့တင်ကြားရေးကဏ္ဍတော့ပြီးပါပြီဘယ်သူပါပြောချင်နေလဲဒီနေ့အတွက်ပြီးပြီဘယ်သူပါပြောချင်လဲပြင်းရရွာဘာလဲပြောကြဘူးသူဘာဆွေးနွေးအောင်မလဲဆရာမကြီးဘာပြောလဲဆရာမကြီးဘုမပြန်ပြရအောင်အဲ့ဒါမေ့နေပြီမေ့နေတာဒီမှာဆိုအဲ့လိုတင်နေမှာသူငယ်တန်းကလေးလို့တင်နေမှာနော်အဲ့လို A B C D E F G ဆိုအဲ့လိုလေးတင်နေမှာတနစ်ကျော်သွားပြီလေဟုတ်လားတနစ်ကျော်တော့တော့မှတ်မိရမစိုးပါဘူးမဟုတ်ကစာအုပ်တွေ့တော့နည်းနည်းတော့ဖတ်တတ်တာပေါ့စိုးပါအလွတ်ဆိုရင်မရဘူးခုနဟိုဘက်လှည့်လိုက်အလွတ်ပြန်မရဘူးလေနောက်ကြရသွားမှာနောက်ကြရသွားမှာလေနောက်ကြရသွားမှာလေနောက်ကြရသွားတယ်ကဲအဲ့ဆိုရင်ဘူးမှဘာမှလည်းမပြောတော့ဘူးဆိုရင်ဒီနေ့နားပါပြီသက်ရှိကြပါစေချမ်းသာဆန္ဒပြပါစေအတတ်မလို့လားစနေတနင်္ဂနွေဗုဒ္ဓဟူးစနေမအားဘူးလေအခုဟိုဘက်ဖုန်းနဲ့ဟိုမှာဗာလဲ
ဒီဌာနတက်နေတာ ဟာဟာဟာ ဦးစင်းဒီဘက်ပြောလို့ဒီဘက်ကိုဖွင့်လိုက်တာ လုံးလေးအလုပ်တွေတားလုပ်တာနော်နှစ်ကိုခွဲလိုက်တော့ တော့ကိုကလည်းမရဘူးလေဟိုကအောင်မိသားဟာဆိုတော့ပြန်နားထောင်မလို့တက်တာဦးစင်းကဒီဘက်ကဦးစင်းကတက်ခဲ့ဖို့ပြောရတယ်အဲဒီဘက်ကိုလည်းဖွင့်လိုက်တာဖုန်းကနှလုံးဆိုတော့ ဩတက်ခဲ့ပြောတာဟုတ်ပါဘူးစိတ်ဝင်စားရင်လာခဲ့ပါလို့လာလေးလာလို့ရတယ်လို့ပြောတာ ဆိုတော့ ဟုတ်ပြီအဲ့ဆိုအားရင်လာတက်ပေါ့မအားရင် record ရေးတင်ပေးမယ်လीနော်